ပရိသတ်တို့ရေမင်္ဂလာပါဗျာဇလံကောင်းလေးများကိုတင်ဆက်ပေးဖို့အချိန်ရောက်ရှိလို့လာခဲ့ပါပြီဒီနေ့ညတင်ဆက်ပေးမယ့်ဇာတ်ကြောင်းလေးကတော့စာရေးသူအက္ခဇော်ရေးသားထားတဲ့စုံတီကြီးဥပဒါနဲ့ရုပ်ကမှုဒေဝီဆိုတဲ့ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်အားလုံးပဲခန်းစားနားဆင်အားပေးကြပါအောင်ဗျာအလက်ကောင်ရာမင်းခီးသွားတာအသားတွေတောင်ဖြူလာတယ်ကွာအကူကြီးကတော့လုတ်ပြီးဗျာခရီးသွားရင်အသားမဲတာပဲကြားဘူးတယ်ဗျတကယ်ပြောတာကွာမင်းသွားတာအောက်ပြည်အောက်ရွာလေးကွာအောက်ပြည်အောက်ရွာမှာတလားလောက်နေလာခဲ့လို့လားမသိတော့ဘူးအသားတွေတော့အတော်ဖွေးလာသားပဲကွာကျုပ်ပြင်ကျုပ်ချီလက်တွေကိုပြန်ကုန်ကြည့်လိုက်မိတယ်ကျုပ်ကြည့်တာတော့ဒီအတိုင်းပါပဲဗျာကျုပ်တင်အကူကြီးတို့ကျုပ်ကိုမမြင်တာကြာလို့များဒီလိုထင်နေသလားပေါ့အချိန်ကတော့ညနေအတော်ဆောင်းနေပြီဗျနေတာတို့လည်းဆောင်းနေမို့လို့အလင်းရောင်ကအတော်နင်းနေပြီပေါ့ဗျာအမေကအိမ်နောက်ဖေးကနေပကံလုံးလေးတစ်လုံးကင်ပြီးထွက်လာတယ်ဗျအကြီးကောင်ကြီးဒီဟင်းလေးကိုမမူတို့အိမ်စီပို့ပေးစမ်းပါကွယ်မုံကငါချက်တဲ့ငပိချက်ကိုတိတ်ကြိုက်တယ်ဆိုပဲသူတို့သားပြီးညစာစားလို့ရတာပေါ့အမေပြောလိုက်တော့မှကျုပ်ကောင်းထောင်သွားတယ်မူဟုတ်လားမူကရွာမှာရှိသေးလို့လားအလက်ကောင်နေဘယ်လိုဖြစ်နေတာလဲရွာကနေတလားလောက်ပျောက်သွားပြီးတော့အတိတ်တွေမိသွားပြီလားဟဲ့ဟုတ်သားပဲမူတို့သားမိရွာမှာရောက်နေတာကိုကျုပ်ပြေမေးတော်မေးနေတယ်ဗျာအဲ့ဒါဆိုရင်ကျုပ်ကိုဟင်းခွက်ပေးဗျာအကူကြီးမသွားနဲ့တော့ကျုပ်ရောက်နေပြီဆိုတော့ကျုပ်ပဲသွားပို့လိုက်တော့မယ်အမေစီကဟင်းခွက်အတင်းလူပြီးချမ်းမြင်ကိုပြေးထွက်ခဲ့တယ်ဗျာကျုပ်ဖြင့်တရက်တရွာရောက်ပြီးတော့မစွန်ခဲ့တဲ့အတူတူအခုရွာမှာရောက်နေတဲ့တရွာသူမူကလေးနဲ့ပဲစွန်အောင်ကြိုးစားတော့မယ်လို့တွေးပြီးလှမ်းလာခဲ့တာဗျမူတို့သားမိကကျုပ်တို့နဲ့ဆွေမျိုးမကင်းတော့တဲ့အပြိုကြီးအိမ်မှာနေရတာမဟုတ်လားအပြိုကြီးကမိဘတွေစီကနှစ်ထပ်အင်ကြီးအမွေရခဲ့တာဗျပြင်အောင်အိမ်နှစ်ထပ်ကြီးကအပြိုကြီးတယောက်တည်းအတွက်ကျဲတောင်ကျဲလို့နေပါသေးတယ်ဗျာပြီးတော့အိမ်ပုံစံကလည်းအပေါ်ဓာတ်ကိုအိမ်ဘေးကနေလှေကားနဲ့တက်ရတဲ့အိမ်မျိုးဗျဒါကြောင့်မူတို့သားမိကအိမ်ရောက်ထက်မှနေတယ်အပြိုကြီးကတော့အိမ်အပေါ်ဓာတ်မှာနေတာပေါ့အပြိုကြီးအိမ်ရှိရောက်တော့ကျုပ်လည်းလေချောင်းခွေအောင်အသက်ကုန်အော်ခေါ်လိုက်ရတယ်အိမ်မှာမူတို့မရှိတာလားမကြားတာလားတော့မသိဘူးဗျဘာအတမ်းမှကိုမကြားရဘူးကျုပ်တော်ကြောင်အောင်ခေါ်ပြီးတော့မှအပြိုကြီးကထမင်းရေချားကြီးနဲ့ထွက်လာတယ်ဗျအလက်ကောင်ရဲ့ခုနှစ်အညာရှိအညာဘာတွေအောနေတာလဲဟဲ့မူတို့သားမိဒီမှာမရှိဘူးလားသူတို့သားမိအိမ်ပြောင်းသွားကြပြီလေနင်မသိဘူးလားဟဲ့မသိဘူးလေဘယ်ကိုပြောင်းသွားတာလဲငါအိမ်မှာနေရတာအာနာလို့တဲ့ဟဲ့အဲ့ဒါရွာမြောက်ပိုင်းကဥဒေတို့ကြီးအိမ်ချေရင်ကမြေကွက်လွန်မှာတဲကလေးထိုးပြီးနေကြတယ်တဲ့ဟဲ့မူတို့ကလည်းဗျာအပြိုကြီးအိမ်ဒီလောက်ကောင်းတာကိုဘာဖြစ်လို့တဲထိုးပြီးနေရလဲမသိပါဘူးအပြိုကြီးကမျက်နှာတစ်ချက်ပြတ်သွားတယ်ဗျကျုပ်လက်ထက်ကဟင်းခွက်ကိုကြည်ရင်းနဲ့နေဦးဒီဟင်းခွက်ကငားဖို့လားခမရဖို့ဖြစ်မလားဗျဒါကမူတို့စားဖို့အတွက်တဲလာခဲ့တာခမရဖို့မပါပါဘူးတဲနေဟာလေငါ့အိမ်ကိုလာပြီးငါ့ကိုလည်းခေါ်သေးတယ်အခုငါ့ဖို့လည်းမပါဘူးဆိုတော့ကောင်းသေးရဲ့လားဟဲ့နေလိုအကောင်ကိုနွားနဲ့ဝေခိုင်းလိုက်မယ်လာလီရောအပြိုကြီးခြံတကာဖွင့်လိုက်တော့ခြံထဲကနေနတ်တိုးကြီးတကောင်ထွက်လာတာဗျာနတ်တိုးကြီးကကျုံနောက်ကိုပြေးလိုက်ပါရောကျုပ်လက်ချေကောင်ထွက်ပြေးရတော့တယ်ဗျရွာထဲကလူတွေဆိုရင်နတ်တိုးလိုက်လို့ပြေးနေတဲ့ကျုပ်ကိုကြည့်ပြီးရဲနေကြတယ်ရွာလေလန်းဆုံးတော့မှနတ်တိုးကြီးကလမ်းလွဲသွားတာထင်ပါတယ်ဗျာပြေးလိုက်ရတာဖက်ဖက်ကိုမောနေတာပဲရွာမြောက်ပိုင်းကဥရတို့ကြီးခြံရဲ့ခြေရင်းကိုရောက်တော့မူတို့အင်္ဂလိပ်ကိုတွေးရတယ်ဗျအရင်ကအဲ့ဒီခြံနေရာကမြေကွက်လက်ကြီးပေါ့ဗျာကလေးတွေစော့နေတဲ့နေရာတစ်ခုပေါ့အခုတော့မူတို့နေပြီတဲကလေးကဝါတဲလေးဆိုပေမဲ့တက်တက်ရရကလေးပါဗျာခြံမြင်ကနေလမ်းခေါ်ပေမဲ့လူမတွေးရဘူးဗျခြံကလည်းခြံစည်းရိုးတွေတကားတွေမရှိတာကြောင့်ကျုပ်ခြံထဲကိုအတာဝင်လာခဲ့လိုက်တယ်တဲအင်္ဂလိပ်ရဲ့အရှိမလူမတွေးရဘူးဗျဒါနဲ့နောက်ဘက်မှာများချက်ပြုတ်နေသလားဆိုပြီးအိမ်မိကနေပတ်လာခဲ့လိုက်တယ်တဲအိမ်လုံးဘယ်သူမှကိုမရှိဘူးဗျတဲထဲမှာလည်းအမောင်ကျနေတယ်မိန်းကလေးတွေနေတဲ့အိမ်ဆိုတော့လေလက်လွတ်စပယ်မတွားရဘူးဗျာအိမ်သာပဲကြီးတော့လေလူကမတွေးပြန်ဘူးကျုပ်အိမ်ရှိကိုပြန်ထွက်ဖို့အိမ်ကိုချင်းကနေပတ်လာခဲ့လိုက်တဲ့အချိန်မှာတော့နတ်တိုးကြီးတကောင်နဲ့ပဲပင်တိုးပါရောဗျာနတ်တိုးကြီးကကျုပ်ကိုပြေးဝေးဖို့ခွာရက်နေတယ်ဗျကျုပ်ကြည့်နေတော့မှလင်းညိုကလွတ်လိုက်တဲ့မြားတစ်စင်းလိုကျုပ်စီအသက်ကုန်ပြေးလာပါရော
ကျုပ်လည်းတစ်ဖက်လဲပြီးခြေဦးတွေကပြေးရပြန်နေဗျာဒီနှစ်သူကြီးကလည်းကျုပ်ကိုအညှို့ကြီးကြီးနဲ့အလုံးမပေးပဲလိုက်လာတာဗျပကံလုံးကင်ပြီးရွာထဲမှာခေါက်တော့ခေါက်ပြန်ပြေးနေတဲ့ကျုပ်ကိုရွာကလူတွေကကြည့်ပြီးတော့ရေကြပြန်ရောဗျာရွာလေရောက်တော့မှနှစ်သူကြီးကဆက်မလိုက်တော့တာဗျဒီတော့မှမက်ကစီနဲ့ဆိုင်ကနေထွက်လာတဲ့ဒေါ်မုံမုံနဲ့တန်းလို့တော့တယ်ဟဲ့အလက်ကောင်မလားအမောတော်နဲ့ဘယ်လိုဖြစ်လာတာလဲအမေကဟင်းပေးခိုင်းလို့ဒေါ်မုံမုံကိုလိုက်ရှာနေတာဗျအပြူကြီးအိမ်သွားတော့လေအိမ်ပြောင်းသွားပြီလို့ပြောတယ်ခုနကအိမ်တိကိုရောက်ခဲ့တော့လေဘယ်သူမှမတွေ့ဘူးပြိုဟုတ်တယ်ပြောင်းသွားတာ3ဘက်လောက်တော့ရှိရောပေါ့ဒါနဲ့မင်းခီတွက်သွားတယ်ဆိုဟုတ်တယ်တော်ကြီးမနေ့ကမှပြန်ရောက်တာဗျမော်တော်ကောနဲ့ပြေးလာပုံထောက်ရင်နတ်တိုးကြီးနဲ့တွေ့လာခဲ့ပြီထင်တယ်ဟုတ်တယ်ဗျာအဲ့ဒီနတ်တိုးကြီးကဒေါ်မုံမုံတို့မွေးထားတာလားမင်းကလေးတွေဖြစ်ပြီးနွားတွေဘာတွေမမွေးပါနဲ့ဗျာနတ်တိုးဆိုရင်ပိုဆိုးတာပေါ့ဒီကောင်တွေကနမားတွေထဲခိုင်းရပြူရခက်တယ်ဗျဒေါ်မုံမုံကရေးတယ်ဒီနတ်တိုးကြီးကသစိမ့်မို့လို့လိုက်တာပါခင်မင်သွားရင်မလိုက်တော့ပါဘူးလာလာအိမ်လိုက်ခဲ့နတ်တိုးကြီးနဲ့မိတ်ဆက်ပေးရမယ်ဗျာနတ်တိုးကိုမိတ်ဆက်လို့ရတယ်ဟုတ်လားဒေါ်မုံမုံကခေါင်းငိမ်ပြီးအရှိကနေထွက်သွားတယ်ကျုပ်ပြင်ခေါင်းကိုရင်ကြောင်စီစီနဲ့သူ့အနောက်ကနေလိုက်လာခဲ့ရတယ်ဗျတိတ်မကြပါဘူးဒေါ်မုံမုံတို့အိမ်ရှိကိုရောက်လာတယ်ခြံထဲကိုကဲကြည့်ပေမဲ့နတ်တိုးကြီးကိုအရေးရောက်တော့မှမမြင်ရပါဘူးဒေါ်မုံမုံကခြံရှိမှရက်လိုက်ပြီးသူကသစိမ့်မဟုတ်ပါဘူးမိတ်ဆွေတယောက်ပါသူ့ကိုရံမပြူပါနဲ့အဲ့ဒီလိုခတ်တူတူလေးပြောတယ်ဗျဒေါ်မုံမုံခေါင်းကဘယ်သူကိုပြောတာလဲမင်းတွေ့ခဲ့တဲ့နတ်တိုးကြီးကိုပြောလိုက်တာပေါ့ဘယ်မလဲနတ်တိုးကြီးကကျုပ်ပြင်မတွေ့ပါလားတွေ့ရမယ်တွေ့ကိုတွေ့ရမယ်လာလိုက်ခဲ့ဒေါ်မုံမုံကအိမ်ကောင်းကြီးကိုခေါ်သွားတယ်ဗျအိမ်ကောင်းကြီးအလေတိုင်းနားမှာတော့ပန်းအုပ်ကလေးတစ်လုံးနဲ့အပင်ကလေးတစ်ပင်စိုက်ထားတယ်ဗျအပင်ကလေးကတစ်ထွာလောက်ပဲရှိမယ်အရွက်ကလေးတွေကလည်းခက်သေးသေးပဲအရွက်ပုံစံကလည်းစမ်းနေဗျထရီကန်ပုံစံလိုသုံးမြောင်ချုံကလေးတွေဗျရိုးရံဘက်ကအချုံကလေးဖြစ်နေရကနေအရွက်ကနှစ်ခွဖြစ်သွားတယ်အရွက်နှစ်ခွထိတ်ကလည်းအချုံကလေးဗျတရွက်ထိတ်မှာအချုံကလေးတွေထွက်နေသေးတယ်တရွက်အယောင်ကတော့နီညိုညိုအယောင်ကလေးနဲ့ဗျဟောတာမင်းတွေ့ခဲ့တဲ့နတ်တိုးကြီးပဲမဟုတ်ဘူးလေဒါကတစ်ပင်ကြီးဘယ်လိုလုပ်ပြီးတော့နတ်တိုးကြီးဖြစ်မှာလဲဒီရွက်ကလေးတွေကိုတေချာကြည့်လိုက်စမ်းဟောဒီလူကလေးလှန်ကြည့်လိုက်ရင်နွားကောင်းနဲ့မတူဘူးလားဒေါ်မုံမုံကတရွက်ကလေးတစ်ခုကိုကင်ပြီးထောင်ပြလိုက်တယ်ဗျသူထောင်ပြတော့လေဟုတ်တယ်လို့ပဲအညာဘက်ကရှူးကျသွားတယ်ဆိုတော့နွားရဲ့နှုတ်သီးနဲ့တူတယ်ထိပ်ပင်မှာရွညနှစ်ခုကွဲထွက်သွားပြီးအရွက်ထိပ်မှာလည်းအချုံဝက်ကလေးတွေထွက်နေသေးတာဆိုတော့ဥယျုတ်နှစ်ခုထောင်းနေတာနဲ့တူသွားတယ်ဗျဟုတ်ပါတေချာကြီးလေတူလေပါလားအတော်ရာဟောတာကိုနွားတို့ကမုံလို့ခေါ်တယ်ဟဲ့ကမုံမှာရှိတဲ့အဆောင်ကနတ်တိုးကြီးတဲ့ကောင်စောင့်တာဒါဆိုကျုပ်ကိုကိုနဲ့ကလိုက်တာကမုံဆောင်နွားတိုးကြီးပေါ့ဟုတ်လားဟုတ်တယ်လက်ကောင်အပြိုကြီးကကမုံမွေနေစိုက်တာဝါသနာပါတာဆိုတော့မင်းလည်းအသိပဲမဟုတ်လားတွေ့မှညာကြီးညတာစိတ်ချရအောင်လို့နွားတိုးကမုံကိုစိုက်ပြီးကင်းလေခိုင်းထားခဲ့တာဒါကြောင့်မင်းကလေးတယောက်တည်းနေတဲ့အိမ်ဖြစ်ပေမဲ့မကောင်းတဲ့လူကမကတ်နိုင်ဘူးဆိုပဲဟုတ်မယ်ဗျာအဲ့ဒါငါတို့အိမ်ကိုလည်းတားတက်ကလေးတစ်ပင်ခွဲပေးလိုက်တယ်တို့ရင်လည်းတားမင်းတယောက်တည်းနေတာဆိုတော့မတော်မရောလူတွေနဲ့ရန်ကိုကြောက်ရတယ်မဟုတ်လားဒါဆိုရင်ဒီကမုံကတော်တော်စွမ်းတာပဲဗျာကျုပ်တော်မှလမ်းပြီးထွက်ပြေးရတယ်ဟုတ်တယ်စွမ်းတာတော့ခက်ဆန်းဆန်းပဲကဲအခုမိဒီရွက်ကိုကင်ပြီးနတ်တိုးကြီးကိုစကားပြောကြည့်စမ်းနတ်တိုးကြီးကတိတ်တစ္ဆာရှိတာအိမ်ရှင်နဲ့ခင်ခင်မင်မင်နေတဲ့မိတ်ဆွေဆိုရင်အရေးရောင်တော့မပြပေမဲ့မတိတဲ့သစိမ့်တို့အိမ်ရှင်တွေနဲ့မကောင်းညံ့တဲ့လူမျိုးဆိုရင်တော့ပြေးပြေးလိုက်ပြီး6လက်မောင်းထုတ်တတ်တယ်နတ်တိုးကကျုပ်ကြံကိုတီးလို့များလိုင်မောင်းထုတ်လာမပြောတတ်ဘူးကျုပ်ကအိမ်ရှင်ရဲ့တမီးကိုအဟုတ်ကြံမလို့လာခဲ့တာလေဗျာဟိုလေအတော့ကျုပ်ကဒေါ်တို့သားမိပေါ်မကောင်းညံ့စေမရှိပါဘူးဗျာတိပါတယ်လက်ကောင်ရဲ့နတ်တိုးကြီးကသစိမ့်မို့လို့လိုက်တာနေမှာပါကဲအရွက်ကင်ပြီးတခုခုပြောကြည့်လိုက်စမ်းဘာပြောရမှာလဲဗျတခုခုပေါ့ဟဲ့ဘာပဲပြောရပါတယ်ဗဇက်ကဖွင့်ပြီးပြောရမှာလားစိတ်ထဲကပြောရင်ရပါတယ်ကျုပ်တရွက်ကိုကင်ပြီးဘာပြောရင်ကောင်းမလဲလို့စဉ်းစားလိုက်တယ်ဗျဒါပေမဲ့ရုတ်တရက်ဆိုတော့ခေါင်းထဲကဘာမှထွက်မလာပါဘူးဗျာဒါနဲ့ခေါင်းထဲမှာအမြဲရှိတဲ့နင်းကိုငါချစ်တယ်ဆိုတဲ့စကားကိုပဲစိတ်ထဲကနေပြောလိုက်မိတော့တယ်ဒါနဲ့မူမူကလေးရောဘဲသွားလိုက်ရင်မူမူကအလုပ်ရသွားပြီအလက်ကောင်ရဲ့ဘာအလုပ်လဲတော်တော်ပင်ပင်မန်းတွေလုပ်ရတာလားဗျာမဟုတ်ပါဘူးအလက်ကောင်ရဲ့တမ်းမြရွာကစပားပွဲယူမှာ
စည်ရင်မှဝင်လုံနေတာပါလာစာလေးကလည်းမဆိုးရှာပါဘူးကောင်းတာပေါ့ဗျာမူမူကလည်း၄တန်းလားတက်ဖူးတာဆိုတော့ကောင်းတာပေါ့ပြောဆိုနေတော့ခြံရှိကိုဆိုင်ငယ်တစ်စီးထိုးရက်လာတယ်ဗျာဆိုင်ငယ်မောင်းတဲ့လူကတမ်းမြင့်ရွယ်တဲ့ကြီးဥကြုံဝင်းရတာအောင်နှောင်းဆိုတဲ့ကောင်းဗျဒီကောင်ကနေကမျက်မှန်နေပါရီတက်ပြီးတော့ရဲပြုံးရင်းနဲ့မောင်းလာတာဗျသူ့အနောက်ကမူမူကချင်းတောင်ကလေးဆွဲပြီးတင်မလွဲလေးထိုင်လိုက်လာတယ်ကျုပ်ပြင်သူတို့နှစ်ယောက်ကိုမျက်ထောင်ကြီးနဲ့စိုက်ကြည့်နေတာပေါ့မူမူကကျုပ်ကိုတွေ့တော့မျက်နှာကိုတီးလိုက်တယ်ဗျဆိုင်ငယ်ရက်သွားတော့မူမူကဆိုင်ငယ်ပေါ်ကနေဆင်းလိုက်တယ်အောင်တော့ကမူမူကိုကြည့်ရင်မူမူအကိုသွားတော့မယ်နော်မနှက်မှလာကြူတော့မယ်မူမူကခေါင်းငိမ်ပြီးတက်တာတွေပါတွေပြနေတယ်ဗျအောင်တော့ကထန်းလျက်အိုးတယ်ပြားရီမောက်ထားသလိုချိုပြုံးနေတဲ့မျက်နှာနဲ့ရဲပြရင်ဆိုင်ငယ်ကိုမောင်းထွက်သွားပါတော့တယ်မကောင်းဘူးဗျာမကောင်းဘူးကျုပ်ထိုင်ပြောလိုက်တော့ဒေါ်မုံမုံကကျုပ်ကိုကြည့်ရင်ခုနကတော့ကောင်းပါတယ်ဆိုခုနကကောင်းပြီမဲ့အခုမကောင်းဘူးဗျမူမူအလုပ်ရတာအောင်တော့ရင်ပွဲယူမှာမဟုတ်လားဟုတ်တယ်လေအဲ့ဒါဘာဖြစ်လို့လဲအဲ့တော့တို့ကဒီနေကမဟုတ်လို့အောင်တော့အကြောင်းကိုမသိပြင်မဲ့ကျုပ်ကအောင်တော့အကြောင်းကိုအတိဆုံးဗျဒီကောင်ကမိန်းကလေးတွေနဲ့ပျော်ပြည့်နေတယ်မိမတွေလည်းရှုပ်တယ်ဗျာမယားကြီးရှိရတဲ့တောင်မှဟိုမိန်းကလေးကိုဆွဲဆလိုက်ဒီမိန်းကလေးကိုခြေတော်တင်လိုက်လုံနေတဲ့ကောင်ဗျပြဿနာတွေဖြစ်လာခဲ့ရင်လေသူ့အဖေတကြီးကအာနာသုံးပြီးရှင်းလိုက်သူကငွေနဲ့ပေါက်ပြီးရှင်းလိုက်နဲ့ရှင်းထုတ်တတ်တဲ့ကောင်သားမျိုးဒီလိုကောင်နဲ့တော်သားလုံနေတာမှုတွေမကောင်းဘူးဗျာတော်ပါတော့ကိုအလက်ကောင်ရှင်ကကျမအိမ်ရှိလာပြီးတော့ကျမကိုတိတ်ခါချနေတယ်လို့ပဲဟင်မင်းဘာပြောလိုက်တယ်မူမူရဲ့ငါကမင်းကိုတိတ်ခါချနေတာမဟုတ်ဘူးကွာအဲ့လိုကောင်နဲ့ပေါင်းတင်လုံနေလို့မင်းတိတ်ခါချမှာဆိုလို့ပြောနေတာတော်စမ်းပါရှင်အကိုအောင်တော့ကကျမအလုပ်ရှင်ကျမကသူ့ရဲ့အလုပ်သမားကျမနေတဲ့ရွာနဲ့အလုပ်နဲ့ကအလန့်ဝေးလို့သူကကျမကိုလိုက်ပို့တာအလုပ်ရှင်တယောက်ကအလုပ်သမားကိုလိုက်ပို့တာရှင်တို့မဟုတ်တန်းတရားတွေမပြောကြပါနဲ့ရှင်ဒီကောင်ကြောင့်မူမူဘာတိလို့လဲဒီကောင်ကအစကတော့ရိုးရိုးနောက်တော့တမျိုးတိုးမဲ့ကောင်မျိုးတော်ပါတော့အကိုလက်ကောင်ရေသူနဲ့ကျမယူတတာတွာလာနေကြတာကိုရှင်ကဘာဖြစ်နေတာလဲပြီးတော့ချေးဆိုတာနှစ်ဖက်စလုံးချိတ်မှချိတ်မိတာပါကျမကတာမယံငုတ်တို့ကြီးရှိနေတဲ့အိမ်အောင်တဲ့တယောက်နဲ့ဖောက်လဲဖောက်ပြန်လောက်ရလောက်အောင်အောက်တန်းကြတဲ့မိန်းကလေးမဟုတ်ဘူးရှင်မူမူရဲ့စကားတွေကတန်ချောင်းကြီးကိုနားရဲထိုးကန်ရတယ်လို့မာကျော်အေးဆက်နေတယ်ဗျာဒေါ်မုံမုံကကျုပ်လက်ထဲကဟင်းခွက်ကိုလှမ်းယူပြီးမူမူပကုံးကိုလှန်ဆွဲလိုက်တယ်အလက်ကောင်ကြီးဒီပကံလုံးကိုမနှက်မှအတော်ပြန်လာပြီးမယ်ကွယ်မတန်းကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောလိုက်စမ်းပါကွယ်လာသမီးရေမှုချိုးလိုက်တော့ကျုံမခံမရဲနိုင်တွေဖြစ်ပြီးအောင်တီအောင်နဲ့အိမ်ကိုပြန်လာခဲ့လိုက်တယ်ဗျလမ်းမှာဥပဒါခြံရှိကဖြတ်ပြန်ရတယ်ဥပဒါကတပြည့်စီလဲနေရင်အဆွေတချင်းတစ်ပုတ်ကိုဆွေးမြင့်မြင့်စိုးနေတာဗျသူဆိုတာနားထောင်ရင်းနဲ့ကျုပ်တော်မှာငိုချင်းလိုဖြစ်လာတယ်ဗျာဥပဒါရာဥပဒါအဲ့ဒီတချင်းကိုဆက်မစိုးပါနဲ့ဗျာဟေးအလက်ကောင်မလားကွာငါတချင်းစိုးနေတာဘာဖြစ်လို့လဲကွာဥပဒါရဲ့တချင်းကကျုပ်ကိုလောင်းနေတယ်လို့ခံစားရတယ်ဗျဥပဒါတော်ကြောက်အံ့ဖြစ်နေတယ်ဗျာမင်းကြီးရတာလေမျက်ရည်နဲ့မျက်ခွက်ပါလားလက်ကောင်ရဘာလဲမင်းချင်းနေတဲ့ကောင်မလေးကသူပြန်တော့ပါသွားလူလားကွာကျုပ်ကောင်းပဲညှင်းပြလိုက်တယ်ဥပဒါကမျက်မှောက်ကျုပ်ရင်ဟိုမူမူဆိုတဲ့ကလေးမမဟုတ်လားကွာဥပဒါကတည်ရသားနဲ့မင်းနေရသေးတယ်ဗျာဟာငါတကယ်ကိုဘာမှမသိပါဘူးကွာပညာရှိတွေးကြည့်ရင်ပြေးကြည့်တာတဲ့မှန်တယ်ဆိုသလိုဒီရွာမှာမင်းချိန်လို့ရတဲ့ကလေးမကမူမူပဲကြံတော့တာပြီးတော့အခုလိုငိုယူလာပုံထောက်ရင်မင်းကလေးကမင်းကိုညှင်းလွတ်လိုက်တာပဲနေမှာအဲ့ဒီလိုတွေးမိတယ်ကွာညှင်းလွတ်တာကမှဖြေတာပါသေးတယ်ဗျာအခုကကျုပ်ကိုစိန်ငါသွားတာဗျာဥပဒါတချင်းတွေကလို့စိန်ငါသူကမြတ်ဘွားကိုခြုံဆိုလို့စိန်ငါသွားတာဗျာအဲ့ဒီမူမူဆိုတဲ့မင်းကလေးနဲ့မင်းနဲ့လည်းမဖြစ်ပါဘူးအလက်ကောင်ရာဘာဖြစ်လို့လဲဗျသူနဲ့ကျုပ်ကဘာကြောင့်မဖြစ်နိုင်တာလဲဥပဒါကကြောင်အံဖြစ်သွားတယ်ဒီမိကုန်းကမင်းကိုမေးရမှာကွာမင်းနဲ့သူနဲ့ရောဘာကြောင့်ဖြစ်နိုင်ရမှာလဲဥပဒါစကားကိုကြားပြီးကျုပ်ရင်ထဲမှာစိုးနေလာတယ်ဗျာဟုတ်ပါတယ်ဗျာဟုတ်တယ်ကျုပ်တို့ကဘာကြောင့်လဲဖြစ်နိုင်ကြမှာလဲဗျာဥပဒါကကျုပ်ပကုံးလေးကိုပုတ်ပြီးနှစ်သိမ့်ပြီးတယ်အိမ်ပြန်ရောက်တော့စိတ်ညစ်ညစ်နဲ့အိမ်မော်တက်ပြီးတော့မှောက်နေမိတယ်ဗျာအကူကြီးကကျုံနာကိုကတ်လာတယ်အလက်ကောင်မင်းဘက်ကနှစ်တိုးကြီးကိုခေါ်ချလာတာလေဟာဗျာစိတ်ညစ်နေပါလေဆိုမှဘဲကနှစ်တိုးလဲဗျာငါကြည့်နေတာကြာပြီအလက်ကောင်ရာခြံရှိမှနှစ်တိုးကြီးတကောင်ကလာရက်ပြီး
ဟိုသွားလိုက်ဒီသွားလိုက်လုံနေတာကွာငါကမင်းခေါ်လာတယ်ထင်လို့အကိုကြီးပြောမှကျုပ်သတိရတယ်ဗျာအဲ့ဒီနှစ်တူးကြီးကငါတို့ကမုံမင်ကနှစ်တူးကြီးဖြစ်မှာဗျာကျုပ်ကစိတ်ထဲကနေမင်းကိုငါချစ်တယ်လို့ပြောထွက်လိုက်လို့ကျုပ်ကိုချစ်ပြီးတော့များလိုက်လာတယ်ထင်မိတယ်ဒုက္ခပဲဗျာဗမင်္ဂလိနဲ့မှအစွမ်းမပြတဲ့ဇကားကအခုနှစ်တူးကြီးနဲ့မှအစွမ်းသွားရတယ်လို့ကျုပ်ချန်ရှိကိုပြေးထွက်ခဲ့ပြီးဟဲ့ကောင်ကြီးတွားဆိုပြီးတော့မောင်းထုတ်လိုက်ရပါသေးတယ်စောင်းရသည်ဆိုရင်ထင်းကုတ်တဲ့ရာသီရောက်ပြီဗျာတမိုးတွင်လုံးသုံးမဲ့ထင်းကိုစောင်းကလေးကကြိုခုတ်ပြီးတော့စူဆောင်ထားကြရတာနွေရာသီကျတော့တောထဲမှာအရက်တွေကျွေတယ်နေကားပူတယ်ဒီတော့လူတွေနွားတွေပင်ပန်းနေလေဗျာခုလိုစောင်းဦးဖြစ်ဖြစ်စောင်းလင်မှာဖြစ်ဖြစ်ထင်းတွေခုတ်ပြီးပေါက်ချမ်းတွေချမ်းပြီးနေပူလန်းရတယ်တပေါင်းလောက်ဆိုရင်ထင်းတွေတင်းလို့ရပြီပေါ့ဗျာအေဘီနာကထင်းုံထဲမှာထင်းလုံးပေါက်ချမ်းတွေကိုစီးထပ်ပြီးတိတ်နာကြတာအိမ်တိုင်းလိုလိုပဲဗျသုံးကန်နီးကြမှာပေါက်ချမ်းတွေကိုလူတို့ခွဲချမ်းစိတ်ပြပြီးကဲသုံးကြတာပေါ့အပင်မှန်သမျှထင်းပြစ်တယ်ဆိုပေမဲ့လေကျုပ်တို့ကတော့ထင်းလို့လွယ်တဲ့အပင်မိဆိုင်လို့ကောင်းတဲ့အပင်မျိုးကိုရှာခုတ်ကြတယ်ဗျထင်းကိုလို့လွယ်တဲ့အပင်ဆိုတာကတော့တကြောဖြောင်ပြီးခွဲရပြူရလွယ်တဲ့အပင်ပဲမမလိုမပြောလုံးတဲ့အပင်ကိုပြောကျင်တာတစ်ပင်မကလည်းတကြောဆိုတာရှိသေးတယ်လူကြီးပေါင်လုံးတော့ရှိတဲ့တစ်ပင်တွေကိုထင်းအဖြစ်ခွဲကြတဲ့အခါမှာတကြောဖြောင်းတဲ့အပင်ဆိုရင်ပစိန်နဲ့တစ်ချက်နှစ်ချက်ပေါက်လိုက်ုံနဲ့သူ့အကြောတိုင်းတစ်ချမ်းခွဲသွားနိုင်တယ်ဗျတကြောကောက်ပြီးအမြင်များတဲ့တတုံးဆိုရင်တော့ပေါက်စိန်နဲ့ပေါက်ပြီးရောဗျာထောက်ကျန်းလို့တမျိုးဆိုရင်တကြောကွေးကောက်ပြီးတစ်ပင်ကလည်းမားတာကြောင့်ထင်းသမားတွေရှောင်ကြတဲ့အပင်ပေါ့ဗျာကျုပ်တို့ရွေးခုတ်တဲ့အပင်ကတော့တစ်ဆက်ပင်လို့ခေါ်တဲ့အပင်ဗျတချို့ကလည်းတစ်ကျွပင်လို့ခေါ်ကြတယ်ဒီအပင်ရဲ့အသားကနီးရဲနေပြီးတော့တစ်သားကလည်းခက်ဆက်ဆက်ဗျာမိဆိုင်လို့လည်းအတော်သုံးခံနေခွဲရတာကလည်းလွယ်တယ်ဒါကြောင့်ထင်းခုတ်ရင်အဲ့ဒီလိုအပင်မျိုးကိုရွေးခုတ်ကြတာကျုပ်တို့ညီအကိုထင်းခုတ်ထွက်မဲ့လုံးနေတော့မှာပဲကာလာသားကိုမြင့်တို့အပြေးလွှားနေပြေးဝင်လာတယ်ဗျတကြီးအေးတကြီးထူးပြီဗျထူးပြီဟေးဘာထူးတာလဲကွာမင်းအမေလင်းတော့လိုက်သွားလို့လားဟာဗျာဘာရီလျှောက်ပြောနေတာလဲထင်းခုတ်သွားတဲ့ဖိုးသေးတယောက်အပမိတယ်လို့တရေဘူးတယ်လို့ဖြစ်နေလို့ဗျဟေးအဲ့ဒါငါ့ကိုလာမပြောနဲ့လေကွာငါကအပနှင်တတ်တာမှမဟုတ်တာတကြီးမလုပ်တတ်ဘူးဆိုတာသိပါတယ်ဗျာအခုကရက်ရွာလူကြီးတယောက်အနေနဲ့တိတိနဲ့တင်လို့လာပြောတာဗျကျုပ်ကအရှိတက်လိုက်ပြီးတော့ဒါဆိုရင်ဥပဒါကိုတွားခေါ်လိုက်မယ်ဖေနေုံအလက်ကောင်ဥပဒါကိုတွားမခေါ်နဲ့ငမီးရွာဦးเจ้าကဦးဆိုင်ကြီးကိုတွားပင်ကွာကိုမြင့်ကဟုတ်ကဲ့တကြီးလို့ပြောပြီးအိမ်ပြင်ကိုပြေးထွက်သွားတယ်ဗျာကျုပ်ဖြင့်မျက်မှောင်ကျိုးလိုက်မိတယ်ဗျအဖေဦးဆိုင်ကြီးဆိုတာဘယ်သူလဲဗျရှမ်းစရာကြီးတယောက်ပဲကွာမင်းတို့ရွာကထွက်သွားပြီးတော့တပတ်လောက်ကြာမှတို့ရွာကိုရောက်လာတာကွာဘိန်းတော်ဆရာကြီးတယောက်ပေါ့ကွာစေးကူတယ်ပယောဂါတွေဘာတွေလဲထုတ်ပြီးတယ်ကွာတရေတွေဘာတွေကိုလဲတော်တော်လေးကိုနိုင်နေမင်းရွာနောက်ပိုင်းကဒေါ်ပြဲကြီးကိုတီးတယ်မဟုတ်လားကွာတီးတယ်လေအဖေယာနက်ခရီစီနတ်မြင်ငယ်ဒေါ်ပြဲကြီးကိုပြောတာမဟုတ်လားဟာမင်းကတော့ပြောတတ်ပါပြီကွာအဲ့ဒီဒေါ်ပြဲကြီးလေဖြတ်တာတခြားမဟုတ်ဘူးကွာသူများလှုပ်တာတယ်ဒါကြောင့်ကိုတချန်ဆောင်းနေတာကိုကုလို့မရတာပေါ့ကွာအဲ့ဒါဦးဆိုင်ကြီးကဒေါ်ပြဲကိုသူများတိုက်ထားတယ်အတိုက်ခိုက်အကျွင်းကြံတွေကိုနှိမ်နှင်းပေးပြီးတော့ကိုတချန်ဆောင်းနေတာကိုလည်းကူပေးလိုက်တာအခုဆိုလမ်းလျှောက်ရင်ကွာတာဖြစ်နေတာကလွဲလို့လူကောင်းပကက်တီလို့တွာလာနိုင်ပြီကွာဟုတ်လားဖေယာဒေါ်ပြဲကိုတမားတော်ကြီးဥဖိုးခွေးတော်လက်လျှော့ထားရတာမဟုတ်လားဟုတ်ပါတယ်ဆိုမှကွာဒေါ်ပြဲကအရင်ကစကားပြောရင်ရှာရွှဲနေလို့မပြီးတယ်လို့ပြီးတယ်လို့မဟုတ်လားအခုဆိုရင်စကားကိုပြတတ်ပြောနိုင်သွားပြီကွာအဖေပြောမှာပဲအဲ့ဒီဦးဆိုင်ကြီးဆိုတဲ့ဆရာကြီးကိုစိတ်ဝင်စားသွားပြီဗျာဒါနဲ့သူကရွာမှာအပြည့်နေတော့မှာလားအဲ့ဒီလိုလည်းဟုတ်ပုံမရဘူးကွာသူလာတာဆေးဖို့ဆက်စရာတခုရှိလို့လာခဲ့တာတဲ့တို့ရွာဦးကျောင်းဆရာတော်ကလည်းဓာတ်တွေဆေးဝါးတွေဝါသနာထုံတာဆိုတော့လောလောဆယ်ပြန်ဖြစ်ဦးမယ်မထင်ပါဘူးကွာဒါဆိုအတော်ပဲဖေယာကျုပ်အဲ့ဒီဦးဆိုင်ကြီးကိုတော်တော်လေးစိတ်ဝင်စားသွားပြီဗျကိုမြင့်နောက်ကိုလိုက်သွားဦးမယ်ဗျာအဖေကိုပြောပြီးကျုပ်ရွာဦးကျောင်းဘက်ကိုထွက်လာခဲ့ပါရောလမ်းခုလက်မှာကိုမြင့်တို့နဲ့တွေ့တယ်ဗျကိုမြင့်ရှိကနေလူကြီးတယောက်ကခြေလမ်းကျဲကြီးနဲ့ဥဆောင်ပြီးရှောက်လာတာဗျအဲ့ဒီလူကြီးကပြက်လက်လက်တန်တန်မာမာပဲဗျကာလာတကောင်ကိုမြင့်တော်မှာအဲ့ဒီလူကြီးခြေလမ်းကိုမနှဲမီအောင်လိုက်လာရတယ်ဗျဒီလူကြီးကအသက်60လောက်ရှိရောပေါ့အရက်ကတိတ်မမြင်ဘူးဗျယောဂီအောင်အထက်အောင်ဝစ်ထားတယ်ခေါင်းပေါင်းညိုကြီးကိုလည်းပေါင်းထားသေးတယ်ဗျလက်ထဲမှာတော့တောင်ဝေးကြီးတစ်ချောင်းကိုကင်ထားပါသေးတယ်ဒီလူကြီးကအညိုကြိုက်ပုံရတယ်ဗျတောင်ဝေးကလည်းညိုတူတူအယောင်နဲ့
လွယ်ကြီးကလည်းအညိုကြီးပဲသူ့မျက်လုံးတငယ်အိမ်တွေကလည်းအညိုရောင်ပဲဗျာထူးဆန်းတာတစ်ခုကတော့သူ့မျက်လုံးကတာမန်တွေတက်ကိုအရေးလဲပြီးရှုံးလဲတောက်ပနေတယ်ဗျာကျုပ်ကလူကွဲခတ်ကျွမ်းတဲ့ကောင်ဆိုတော့သူတို့ကိုဘာမှမမီးတော့ပဲအနောက်ကနေအသားလေးလိုက်လာခဲ့လိုက်တယ်ရွာတော်ဝင်းကဖိုးသေးတို့အိမ်မှာလူတွေအုံခဲနေတယ်ဗျဖိုးသေးတို့ကတားဖနှစ်ယောက်တည်းနေတာဗျသူ့အဖေနာမည်ကဦးလိုက်ရွှေတယ်ဖိုးသေးကတော့ဦးလိုက်ရွှေရဲ့တအူတဲ့တော်သားပေါ့ဗျာဖိုးသေးလိုအမိတွင်ရတာကဒီကောင်လေးကမွေးကလေးကတစ်တိလေးဗျသူ့အမေကသူ့ကိုမွေးပြီးမိတွင်ထဲမှာပဲတည်သွားရှာတာအခုတော့ဒီကောင်လေးကအသက်15နှစ်ရှိပြီဗျဒါပေမဲ့ဖိုးသေးဆိုတဲ့အတိုင်းသူ့ကိုယ်လုံးကိုပေါက်ကခက်သေးသေးလေးရယ်မသိရင်10နှစ်သားကလေးကြနေတာပဲဗျာညရီကလည်းတိတ်မမိဘူးဗျသူ့အတွေးခေါ်တွေကကလေးအတွေးတတာပဲရှိတယ်စကားပြောရင်လေတားကလေးနဲ့သူ့ကိုယ်သူအသက်5-6နှစ်အရွယ်များမှတ်နေလားမသိဘူးဗျဆရာကြီးလာပြီဟေးဖယ်ပေးကြအုံခန်းနေတဲ့လူတွေအကုန်ရှဲပေးလိုက်တော့ဦးဆိုင်ကြီးကအိမ်မော်တက်သွားတယ်ဗျကျုံနဲ့ကိုမြင့်ကလည်းသူ့အနောက်ကလိုက်တက်တာပေါ့ဗျာကျုပ်ကရွာထဲမှာ VIP ဆိုတော့လူတွေကကျုပ်တို့နေရာတနေရာဖန်တီးပေးကြပါတယ်ဖိုးသေးကစောင်းကြီးချုံလို့တဟင်းနဲ့တုံရှာနေတယ်ဗျဦးလိုက်ရွှေကတော့ချင်းမကင်မီလက်မကင်မီနဲ့ပေါ့ဗျာလုံးပါအောင်ဆရာကြီးရဲ့ကျုပ်သားလေးကိုကဲပါအောင်ခမရဘာမှမပူနဲ့ကျုပ်ရောက်ရင်အားလုံးကောင်းသွားပြီလို့မှတ်လိုက်ဦးဆိုင်ကြီးကတွေးဆန်းမှုဖိုးသေးရဲ့လက်ကောက်ဝိတ်ကိုကန်လိုက်တယ်ဆိုရင်ပဲဖိုးသေးကတအင်းတအဲနဲ့ထားကြီးတော့တာပဲဗျာပြီးတော့ဦးဆိုင်ကြီးလက်ထဲကနေလဲအသက်ကုန်ရုန်းကန်တာဗျဦးဆိုင်ကြီးကအလျှော်မပေးပဲလက်ကိုအတင်းစုပ်ကင်ထားတယ်ဒါမယိုးဘူးဟဲ့ကောင်မင်းမတူလဲကျုပ်ဖိုးသေးပါဗျမင်းလိန်နေတာပဲကွာဖိုးသေးကသူ့ကိုယ်သူကျုပ်လို့မပြောဘူးကွာမင်းအယောင်ဆောင်မနေစမ်းပါနဲ့ကွာဘယ်သူလဲဆိုတာပြောစမ်းကျုပ်ကဖိုးသေးပါဆိုနေမှဗျာအဆုံးဒီကိုလိန်ချင်နေတာပါလားတွေ့မယ်မင်းနဲ့ငါတွေ့မယ်ဦးဆိုင်ကြီးကလွယ်ထဲနှိုက်ပြီးပြန်ထုတ်လိုက်တဲ့အခါစင်းနီမုတ်တွေလက်တဆုပ်စာလောက်ပါလာတယ်ဗျအဲ့ဒီစင်းနီမုတ်တွေနဲ့ဖိုးသေးရဲ့လက်ပြန်ကိုနည်းနည်းလောက်ဖြူလိုက်တာဖိုးသေးတယောက်ထွန်းထွန်းကိုလူးနေပါရောဗျာကဲမင်းကကိုညာအောင်မလားကွာထက်ညရင်ဒီစေးမုံကိုဗဇက်ထဲလောင်းထည့်လိုက်မယ်မလုပ်ပါနဲ့ဗျာမညာပါဘူးမညာတော့ပါဘူးကျုပ်ကရာဝင်အိုးတိုက်ကပါမင်းဘာဖြစ်လို့သူ့ကိုဖမ်းတာလဲတိုင်တန်းရင်တယောက်ကလူပြေသွားမယ်လုံနေပါတယ်တိုက်ထဲမှာလူနေတာနဲ့သူ့ကိုအစားခေါ်မလို့ပါသူနဲ့တူတူတောထဲကခိုးကက်လာလိုက်ပြီးတော့သူ့အသက်ကိုဇီဝင်ချုပ်သွားအောင်ညင်စေပြီးဝင်းညင်ကိုတိုက်ထဲခေါ်ထဲမလို့ပါမင်းတို့တော်တော်ဆိုးတဲ့ကောင်တွေပဲကွာမင်းတို့တိုက်ကဘယ်နားမှာလဲဒါတော့မပြောပြရစီနဲ့ဆရာကြီးရယ်ကြွပြောလိုက်ရင်ဘိုးကြီးကကျုပ်ကိုရိုက်မှာဗျာမင်းတို့တိုက်ကိုငါစိတ်မဝင်စားဘူးကွာအခုချက်ချင်းဖိုးသေးရဲ့ဝင်းညင်ကိုဒီဘက်ကိုပြန်ထည့်လိုက်ပါငါပွဲထက်မကြမ်းကျင်ဘူးနော်ဖိုးသေးရဲ့ဝင်းညင်ကိုမရရင်ဖိုးကကျုပ်ကိုအပြစ်ပေးတော့မှာဒီမဲ့တိုက်ဆောင်မင်းတို့ဖိုးမေးရင်ငါလို့ခိုင်းတာလို့ပြောလိုက်သူမကျင်တဲ့ရင်ငါနဲ့လာရှင်းပါလို့ပြောဟုတ်ပြီလားဖိုးသေးကခေါင်းတဆက်ဆက်ညိမ့်ပြီးခွေကြသွားပါရောဗျာဖိုးသေးကိုဘလို့နုံမနိုးဘူးဖြစ်နေတယ်ဗျဦးဆိုင်ကြီးကသူ့လွယ်ထဲကနေလက်ကင်မွာလေးတစ်ခုကိုထိုးလိုက်တယ်လက်ကင်မွာအထုပ်ကလေးကိုဖြေလိုက်တော့မှအထဲမှာကြက်ထုပ်ကလေးတစ်ခုကိုတွေးလိုက်ရတယ်ဗျကြက်ထုပ်ကလေးကဇီးဘူးဒီခက်ကြီးတစ်လုံးစာလောက်ပဲရှိမယ်ဗျာခင်ဗျားတို့ဘလောက်နိုးလာမှာမဟုတ်ဘူးသူ့ဝิญဉ်ကိုတိုင်တန်းရှင်တွေကဖမ်းထားတာဆိုတော့ပြန်လွတ်ပေးလိုက်တယ်ဆိုရင်တော့ဒီကိုခက်မြန်ရောက်လာမှာမဟုတ်ဘူးဒါဖြစ်ဘယ်လိုလုပ်မလဲဆရာကြီးမပူပါနဲ့ဟော်ဒီစီကိုလိပ်ပြရှူသေးလို့ခေါ်တယ်လိပ်ပြလွင့်တာလိပ်ပြရွာလေးတာမျိုးဖြစ်နေရင်ဒီရှူသေးလေးရှူလိုက်တာနဲ့ပြန်ကောင်းသွားလိမ့်မယ်ဦးဆိုင်ကြီးကချက်တုပ်ကလေးကိုဖိုးတဲ့နှာခေါင်းသားတိုးကပ်ပေးပြီးဟိုဘက်ဒီဘက်လှုပ်ပေးနေတယ်ဗျတိတ်မကြခင်မှာပဲဖိုးတဲ့တယောက်မျက်လုံးတွေပွင့်လာပြီးဟုံးငွေနဲ့ငုတ်တို့ထားထိုင်နေဗျဘေးနားကလူတွေကိုကြည့်ပြီးကြောင်အံဖြစ်နေသေးတယ်သူ့အဖေကိုလိုက်ရွှေကိုတွေးတော့မှအဖေတာဘာဖြစ်နေတာလဲဟင်ဦးလိုက်ရွှေကတော့ဖိုးသေးကိုဖက်ပြီးငိုတာပေါ့ဗျာလူလေးရဲ့မင်းကန်ကြီးပေလို့တာပေါ့ဟောဒီဆရာကြီးတာမကယ်ရင်လူလေးတေးရမှာကွယ်တော်တယ်မှာဘာတွေဖြစ်ပျက်ခဲ့တဲ့ဆိုတာကိုလူလေးအကုန်စင်ပြောပြစမ်းပါကွယ်ဖိုးသေးကမောနေလို့အနားကလူတွေကရေတခွက်တိုက်လိုက်တယ်ရေတောက်ပြီးတော့မှအဖေနဲ့တူတူထင်းကုန်သွားလိုက်ရင်ထင်းစည်းတွေတင်းနေတော့မှတော်ပတော့ပင်ကြီးနားကရေစံတွေကြားရတဲ့အဖေကဘယ်သူတွေရဲနေတာလဲဆိုပြီးတားသွားကြည့်တော့လူကြီးတယောက်နဲ့မိန်းမနှစ်ယောက်ကိုတွေ့လိုက်ရတယ်မိန်းမနှစ်ယောက်ကချောလိုက်လှလိုက်တာရုပ်ရှင်မင်းသမီးတွေကြားနေတာပဲအဖေကဟိုလူကြီးကတော့အယူဆိုးလိုက်တာဘလူကြီးတဲ့ကောင်လိုပဲတားထင်းစည်းတွေတဲသွားပြီးအနားကနေဖြတ်တိုင်းသူတို့ကတခက်ခဲနဲ့ရဲပြီးတားကိုမခံချင်အောင်စတယ်အဖေကလင်္ကာကောက်လောက်နေတော့
ဒါလည်းသူတို့ခေါ်တဲ့အနာကိုတွားလိုက်တယ်အဲ့ဒီအချိန်မြေကြီးထဲမှာရောင်ဝင်ဦးကြီးတဦးကဘွားကနေပေါ်လာတယ်ဗျရောင်ဝင်ဦးကြီးထဲမှာလည်းလက်စွပ်တွေဆွဲကြိုးတွေရွှေပြားတွေအစုံမဲ့အဖေရဟိုမိမနှစ်ယောက်ကပြောတယ်မောင်လေးကိုမမတို့ကခင်းမင်းလို့ဒီရွှေတွေပေးမယ်အိုးတက်ကရွှေတွေကိုမောင်လေးကြိုက်တဲ့လောက်ယူတဲ့ဗျဒါနဲ့မင်းကယူလိုက်ရော်လားလူလေးရမယူပါဘူးအဖေရအဖေပဲပြောထားတယ်မဟုတ်လားသူများပေးတိုင်းမယူနဲ့ဆိုဒါကြောင့်သားလည်းမယူဘူးတော်ကြသူတို့ရွှေတွေယူပါတယ်ဆိုပြီးဆွဆွနေရင်ဒုက္ခရောက်ကုန်မယ်မဟုတ်လားသူတို့ကအတင်းယူခိုင်းနေတာနဲ့တားကပစိုးဖြန့်ပေးပြီးဒီလောက်ပေးချင်နေရင်လေအမားတို့ပေးချင်တဲ့လောက်သာတားကိုထည့်ပေးပါလို့ပြောလိုက်တယ်ဗျသူတို့ကဒီတိုင်းလည်းထဲမပေးဘူးဗျအိုးတွေကပဲလာယူခိုင်းတာတားကလည်းမယူပဲသူတို့ပေးတဲ့လောက်ယူမယ်အမားတို့ပေးချင်တဲ့လောက်သာပေးဆိုပြီးတော့ခံရင်းနေတာဗျ3-4ကလောက်ညင်းပြီးရောခုနကဘလူးလူကြီးကဒေါသတွေထွက်နေတယ်ဒီအချိန်အဖေကပြန်မယ်ဆိုပြီးခေါ်တာနဲ့တားအဖေနောက်ကိုလိုက်လာခဲ့ရတာပဲအဖေမမိပြီလူလေးအဖေတို့လဲစီနေတုန်းကလူလေးကလင်းနောက်မှာဘလူးကြီးလိုက်လာတယ်ဆိုပြီးအော်သေးတယ်မဟုတ်လားဟုတ်တယ်အဖေလဲစီပြီးပြန်လာကြတော့အဲ့ဒီမှာတွေ့ခဲ့တဲ့ဘလူးကြီးကဒေါသတကြီးနဲ့နောက်ကနေပြေးလိုက်လာတာတားတော်အဖေကိုပြောပါသေးတယ်အဖေကညနေနေဝင်ချိန်မှာဒါမျိုးမပြောပါနဲ့လို့တားကိုတော့မလိုက်သေးတယ်မဟုတ်လားတားဘာမှမပြောလိုက်နိုင်ခင်မှာပဲအဲ့ဒီဘလူးကြီးကလဲဘော်ကိုဆွေ့ခင်နဲ့ခုန်တက်လိုက်တာဗျသူခုန်တက်လာပြီးတဲ့နောက်ပိုင်းဘာတွေဖြစ်ကုန်တယ်လဲမပြောတတ်တော့ပါဘူးမနေ့ကညနေကလေးကလူလေးကထိုးအိတ်တော့တာပဲအဖေကထင်းကုတ်ပြန်ပင်မလာတဲ့တင်ပြီးမနှိုးပဲနေလိုက်တာအခုမနေ့မှလူလေးတစ်ခုခုဖြစ်နေမှန်းသိတာကွယ်တော်သေးတာပေါ့ဒီကဆရာကြီးကဲပေလို့ဒီကဆရာကြီးကလူလေးရဲ့အသက်သခင်ကျေးဇူးရှင်ပဲလူလေးကြောလိုက်ပါအောင်ကွယ်ဦးဆိုင်ကြီးကခေါင်းတင်းငိမ့်ငိမ့်နေဗျာအဲ့ဒါတိုင်တန်းရှင်တို့ရဲ့မာယာပဲလောကမှာရွှေထုတ်ချပြီးလိန်ညာတာရှိတယ်လို့တိုင်တန်းရှင်တွေကလည်းလူစားလဲခြင်းတဲ့အခါမှာဒီလိုမာယာတွေတုံးထကြတယ်တော်သေးတာပေါ့ဗျာဖိုးသေးကရွှေငွေတွေကိုမမောတဲ့အရွယ်မဟုတ်လို့ပေါ့တော်ယုံလူကြီးဆိုရင်တော့ငါ့ကိုတိုင်တန်းရှင်တွေကပေးတာပဲဆိုပြီးဒီရွှေတွေကိုယူမိမှာဗျာရွှေတွေကိုလက်နဲ့နှိုင်းမိတဲ့အခါမှာတိုင်တန်းရှင်တွေကတိုက်ဖောက်ပါတယ်တိုက်ကပစ္စည်းကိုယူပါတယ်ဆိုပြီးတော့သူတို့ရဲ့ကမ္မစေးတီတကူနဲ့တက်ပြတ်ပြီးတခါလဲတိုက်ဆောင်လုံးပြကြမှာဗျဘာပဲပြောကျုပ်သားလေးရဲ့အသက်ကိုကယ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာကြီးရဲ့ကျုပ်ကိုကျေးဇူးမတင်နဲ့ဗျာသူ့ရဲ့ကံကိုကျေးဇူးတင်ရမှာသူ့မှာတေကံမပါသေးလို့သာကျုပ်ကကူပေးလို့ရတာတေကံပါခဲ့ရင်ကျုပ်မပြောနဲ့မိုးဘောကတရားမင်းစင်းကူရင်တော့မှကူးလို့ရမှာမဟုတ်ဘူးပြိုဦးလာရွှေကအိတ်ထောင်တွေကပိုက်ဆံအနွမ်းလေးတွေကိုထုတ်လိုက်ရင်နဲတယ်များတယ်တော့သဘုံမထားပါနဲ့ဆရာကြီးရဲ့ဒါကဆရာကြီးကိုကြော့တာပါနေပါစေကျုပ်တို့ငွေမလိုပါဘူးခမရရဲ့တားကလေးကသာအာဟာရရှိတာလေးတွေချက်ကျွေးလိုက်စမ်းပါကဲကျုပ်ပြန်ပြီပြိုဦးဆိုင်ကြီးကစစ်စရာမှတိတ်ထွေထူပြောစရာမလိုဘူးဗျပြန်မယ်ဆိုပြီးမတ်တက်ထားရိုက်လိုက်တာဆွေကနေပါပဲဗျာကျုပ်တို့လူငယ်တွေတောင်မှထိုင်နာများရင်ဟိုအကျော်ကတ်တယ်လို့ဒီအကျော်ချင်းတယ်လို့နဲ့ဗျာအခုသူကြတော့ပေါ်ပါလိုက်တာပြောမနေနဲ့ဗျာကျုပ်ကတော့ဦးဆိုင်ကြီးဆိုတဲ့ဆရာကြီးကိုအပြတ်သက်လီစားသွားပြီဗျရွာဦးကျောင်းပြန်တော့အနောက်ကနေမယောင်မလဲလိုက်သွားပြီးအတင်းဝင်မိတ်ဆက်ရတယ်ကျုပ်သိပြီးမိတ်ဆက်စရာမလိုပါဘူးဗျာရွာဦးကျောင်းဆရာတော်ကကျုပ်ကိုဂမ်ဘီယာယူဆိုပြီးတေးပေးလိုက်တာပဲဦးဆိုင်ကြီးကစေးသမားကြီးဗျသူကလူကူးတဲ့စီပြောကကူးတဲ့စီတွေတော်တော်ကျွမ်းကျင်တာဆရာတော်နဲ့သူနဲ့စကားထိုင်ပြောနေတာကိုနားထောင်ကြည့်ရတာသူပညာကလည်းမနှဲဘူးဗျဆေးပေဆေးမြစ်တွေရဲ့အကြောင်းကိုအရေးကျိုးတောက်ထားတဲ့လူကိုပြောနိုင်တာဗျတပည့်တော်ကလမ်းရှိလိုက်နေတဲ့သူဆိုတော့တပည့်တော်ရဲ့ပညာလန်းဟာကြံတန်းခဲ့တာပေါ့အရှင်ဖေဟာတပည့်တော်ဟာဒီပညာတွေကိုရှမ်းဆရာကြီးတယောက်စီကနေဆယ်နှစ်သားကလေးကတင်ယူခဲ့ရတာအဲ့ဒီရှမ်းဆရာကြီးကလက်တံပြောင်းသလားတော့မမေးပါနဲ့အရှင်ဖေရဲ့သူမထင်ရင်မထင်သလိုတပည့်တွေကိုလုံးလုံးလို့တပည့်မမြဲဘူးတပည့်တော်ကသာပညာတွေလိုချင်လို့သူ့စီတွားခိုကပ်ပြီးတင်ရတာဟောဒီလက်ဖက်မိုးကတန်ရဆိုရင်အဲ့ဒီဆရာကြီးပေးခဲ့တဲ့တရားပါတန်ရပါပဲအရှင်ဖေဟာစင်းနီဖော်ရာမလို့အဲ့ဒီစီကိုလက်ဖက်ဘုံကိုလောင်းချလိုက်တာတပည့်တော်ရဲ့လက်ကိုငရဲမီးနဲ့တို့တလို့လောင်မြိုက်သွားခဲ့ပါတယ်သူ့လက်ဖက်မိုးမှာမီးလောင်တန်ရလို့အကွက်ကြီးပြကျုပ်လည်းကြည့်ပြီးမနေနိုင်တာနဲ့ဆရာကြီးကလမ်းရှိကိုဘာလို့လိုက်တာလဲဗျာလမ်းရှိဆိုတော့ခက်တာပေါ့လမ်းတို့လေးပါလေလိုက်တာမဟုတ်ဘူးဦးဆိုင်ကြီးကကျုပ်ကိုတအံတော်နဲ့ကြည့်တယ်ဟဲ့ကောင်လမ်းတို့ဆိုတာဘာလဲလမ်းရှိဆိုတာဘာလဲရောသိရလားကွာလမ်းတို့ဆိုတာတူရလန်းမြင်မြင်ရောက်တဲ့လမ်းမဟုတ်ဘူးလားတလွဲတွေပါကွာဒုက္ခနာဤပညာရက်မှာလမ်းတို့ဆိုတာကစီဝါဖြစ်ုံအလွယ်လိုက်တဲ့လမ်းကိုခေါ်တာကွာလမ်းရှိဆိုတာကတော့ထွက်ရက်ပေါက်တဲ့အထိစူးစမ်းတဲ့လမ်းကိုခေါ်တာအကရက်သမားတွေဆိုရင်လေလမ်းတို့လိုက်တဲ့လူကရွှေပြည့်ငွေဖြစ်အောင်လုပ်တဲ့လူပေါ့လမ်းရှိသမားကြတော့
ဓာတ်လုံးနဲ့ထွက်ရက်ပေါအောင်ကြိုးစားနေတဲ့လူတွေကိုဆိုလိုတာမင်းပြောသလိုတူရလန်ရှည်တယ်လန်းမဟုတ်ဘူးကွာမသိပါဘူးဗျာကျုပ်ကဒါတွေနားမလည်လို့ပါတို့ရောက်မှလည်းလူနာသိမ့်မများတော့တကာကြီးဆေးပေါ်တဲ့လုပ်ငန်းရောအတော်လေးအခြေအနေတိုးတက်ပြီလားထင်ပါဗျာမကြခင်ပေါက်မြောက်အောင်မြင်ပါတော့မယ်ဗျာဒါနဲ့ကျုပ်တကူလောက်မေးပြစီဆရာကြီးဖော်ဆက်နေတဲ့စီကဘာစီလဲဟင်ဆရာတော်ကကျုပ်ကိုကြည့်ပြီးအလက်ကောင်ရေမင်းကလေနေရာတကာပါကိုပါနိုင်လို့နေသူများလှုပ်ဝက်ပြီးဖော်တဲ့စီကိုမင်းကသိကျင်လို့ဖြစ်ပါမလားကွာဦးဆိုင်ကြီးကလက်ကပြပြီးရပါတယ်အရှင်ဘုရားရေတပည့်တော်တို့ကဘာကူမှထင်ချင်လှုပ်ဝက်စရာအကြောင်းမရှိပါဘူးအခုတပည့်တော်ဖော်ဆက်နေတဲ့စီဟာဝိမု ക്തി နတ်စည်းတော်ကြီးလို့ခေါ်တယ်ဝိမု ക്തി ဆိုတာလွတ်မြောက်ခြင်းတို့အဓိပ္ပာယ်ရပါတယ်ဒီစည်းတော်ကြီးအောင်မြင်သွားခဲ့မယ်ဆိုရင်လောဘဒေါသမောဟတရားတွေနဲ့ဖုံးလွှမ်းပြီးအလွန်တရာဆက်စုပ်ယွန်းရှာဖွယ်ကောင်းလာတဲ့လူလောကကြီးကနေအလွန်တန်ရှင်းစင်ကြယ်မြင့်မြတ်တဲ့ဝိဇ္ဇတုအဖြစ်ကူပြောင်းသွားနိုင်မယ်ဆေးဖြစ်ပါတယ်အလွယ်ပြောရရင်တော့လူလောကကနေလွတ်မြောက်သွားနိုင်တဲ့ဆေးပေါ့ဗျာတကားကြီးစကားကြားရတာအားတက်စရာကောင်းလိုက်တာတကားကြီးရဲ့တကားကြီးအောင်မြင်ဦးစင်းကိုလည်းမမေ့ရဘူးနော်ထင်ပါဗျာဒီဘက်တော့ဒီဆေးတော်ကြီးကိုဖော်ဆက်နေတာနှစ်ပေါင်း30ရှိပါပြီတကယ်လို့သာဟောဒီရွာမှာအောင်မြင်ပေါက်မြောက်ခဲ့မယ်ဆိုရင်အရှင်ဘုရားတော်တိတ်တိဝင်ဆေးမုံတွေဆေးတောင်တွေကိုခြံထားခဲ့မှာပါဗျာကျုပ်တို့ပြောနေတော့ကာလာသားကိုမြင့်တယောက်ဖုန်းကြီးเจ้าကိုတက်လာတယ်ဗျထုံးစံတိုင်းပြပြသလဲနေပေါ့ဗျာဆရာတော်ကစီးမိတယ်ဗျမမြင့်မင်းကြီးရတာလဲအချိန်တန်းကိုပြာရခတ်နေတာပဲမင်းသားမင်းကလေးဆိုရင်ချက်ပြမတို့ဘိုင်းနာမတို့နာမည်ရအောင်မယ်ကွာအရေးကြီးပါတယ်အရှင်ဘုရားအရေးကြီးပါတယ်ဘာမို့လို့လဲကွာအလက်ကောင်မင်းမေတော်တန်းရေကပြင်းမှာချော်လဲလို့တယ်ကွာယူတနန်လေးတာမဟုတ်ပဲလင်ငန်းဖမ်းနေတယ်လို့ဖြစ်ပြီးကိုတချန်လုံးမရတော့ဘူးတဲ့ကွာကိုမြင့်စကားကြတော့ကျုပ်ရည်နဲ့ထိတ်ခင်းနဲ့ဖြစ်သွားမိတယ်ဗျဟာဒါဆိုဘယ်လိုလုပ်ရမလဲအဲ့ဒါမင်းကိုလားခေါ်ရင်ဆရာကြီးဆိုင်ကြီးကိုလည်းတပါးလေးပင့်လာတာကျုပ်လည်းဘီနာကဦးဆိုင်ကြီးလက်ကိုလှမ်းဆွဲလိုက်ရတယ်ဆရာကြီးကျုပ်မေကိုကယ်ပါအောင်ဗျာစေးထားသမှာကွာငါနဲ့တွေ့ရင်မင်းအမေယောဂပြောက်ပြီလို့သာမှတ်ပြီးတော့ကဲလာသွားကြမယ်ဦးဆိုင်ကြီးကလွဲကိုယူပြီးလက်ခနဲ့ကောက်ထသွားပါလိရောဗျာထုံးစံတိုင်းကိုမြင့်နဲ့ကျုပ်ဦးဆိုင်ကြီးနောက်ကနေအသေးတန်ပြေးလိုက်လာခဲ့ရတာပေါ့အငဲ့ကောင်အမေဘယ်လိုဖြစ်တာလဲကွာမသိပါဘူးအကူလက်ရာလေးလေခင်အဲ့လိုရေချိုးမဲ့ဆိုပြီးဆင်းသွားရကနေဘုံကနေလဲတန်ကြလို့တွားကြည့်လိုက်တော့အဲ့လိုဖြစ်နေတာပဲကွာအကူကြီးရောအဖေရောပဲမလဲကွာအကူကြီးကဖိုးရီတို့နဲ့ထင်းကုတ်လိုက်သွားတယ်ဆိုလားပဲအဖေကတော့ရွာကလူကြီးတွေနဲ့မြိုင်သာတက်သွားတယ်ကွာတညလောက်ကြာမယ်ပြောတာပဲအိမ်မှာဘယ်သူမှမရှိလို့အကူလက်ကိုပြေးကောက်ခိုင်းလိုက်ရတာအိမ်မှာငယ်ကောင်းတဲ့အငယ်မားတွေကြီးရှိတာဆိုတော့သူတို့လည်းဘာလို့ဘာကန်ရမ်းမှမသိဖြစ်နေကြတယ်ဆန်းဆန်ကြီးဖြစ်နေတဲ့အမေကိုကြည့်ပြီးကျုပ်တော်မှချင်မကန်မီလက်မကန်မီဖြစ်နေတာအမှန်ဗျဆရာကြီးကျွန်တော်မိကိုကြည်ပေးပါအောင်ဗျာအနားရှိတဲ့ဦးဆိုင်ကြီးပေါင်ကိုပုတ်ပြီးအကူညီတောင်းလိုက်ရတယ်ဦးဆိုင်ကြီးကလက်ကပြပြီးတွေးကိုတခြားဆန်းကြည့်တယ်ဗျအရင်ဆုံးလက်ကောက်ဝိနေရကိုလက်နဲ့အသာဆန်းနေဗျပြီးတော့လေပြင်းရဲ့ညာဘက်ကိုလက်ဖက်မိုးနဲ့ထိပြီးအသာဆန်းနေနောက်တော့လက်ထင်းတစ်ဖက်ကိုလက်ညှိုးထိနဲ့ထောက်ကြည့်တယ်မင်းအမေလီဖန်းသွားတာအငက်ကောင်ရပြီးတော့မယိုးဘူးကွာဘယ်လိုမယိုးတာလဲဗျာသူများလောက်တာကွာဗျာမင်းကိုဘယ်သူလောက်တာလဲဟင်ဟာတွေးဆိုင်ုံနဲ့ဘယ်သူလောက်တယ်ဆိုတာသိနိုင်မလားကွာမကျေနပ်တဲ့လူတယောက်ကလောက်တာဖြစ်မှာပေါ့ကွာဒါဆိုတွေးဆိုင်ုံနဲ့ရောသူများလောက်တဲ့ပြောကပါလို့သိနိုင်သလားဗျသိနိုင်တာပေါ့အလက်ကောင်ရရှိပမဘိန်းတော်စေးပညာမှာတွေးဆိုင်ကျန်းဆိုတာတခန်းတနာနဲ့ကျန်းတစောင်တက်ရှိတယ်ကွာတမားကုန်ပြတဲ့ကျန်းလို့လည်းခေါ်ကြတယ်ယောဂကိုကုသမယ်ဆိုရင်အရင်ဆုံးဘာကြောင့်ဖြစ်တာဘယ်နေရာကဖြစ်တာဆိုတဲ့ယောဂရဲ့ဇင်းမြစ်ကိုသိဖို့အရေးကြီးတယ်မဟုတ်လားဆရာဝန်တွေဆိုရင်လူနာကိုနှစ်ချက်ထောက်ပြီးတော့ဆန်းသက်ရတာပဲလေကွာတို့ဘိန်းတို့ဆရာတွေကြတော့တွေးဆန်းရတယ်တွေးဆန်းတဲ့အခါစားပုံစံတွေကလည်းအများကြီးရှိသေးတယ်အရင်ဆုံးကတော့လက်ကောက်ဝတ်ကစာဖမ်းရတာပေါ့ကွာအဲ့ဒီလိုဆန်းရင်းနဲ့လူနာဟာလေကြောင့်ဖြစ်တာလားတွေးကြောင့်ဖြစ်တာလားတလိကြောင့်ဖြစ်တာလားဟိုယောဂဒီယောဂကြောင့်ဖြစ်တာလားဆိုတာကိုတိတိကျကျတွေးကြည့်ရတယ်လေကြောင့်ဖြစ်တဲ့ဆိုရင်တေချာအောင်ဘယ်နေရာကိုဆန်းရမယ်တွေးကြောင့်ဆိုရင်တော့ဘယ်ကိုဆန်းရမယ်အဲ့ဒီလိုနည်းနဲ့ယောဂကိုတဖြည်းဖြည်းစစ်ထုတ်ပြီးအတီးပြုတ်ပြီးစမ်းသက်ကောက်ချက်ချရတာကွာတွေးဆန်းတဲ့အခါတွေးခုံတော့တွေးရဲ့အတူအလျှော့ချိန်လုံးမှန်မှန်ဓာတ်တွေကိုကြည့်ပြီးကောက်ချက်ဆွဲရတာတွေရှိတယ်ဓာတ်တွေပြောရင်တလားလောက်ပြောရင်တော့ပြောကုန်မှာမဟုတ်ဘူးအလက်ကောင်ကြီးအခုမင်းရဲ့မျိုးကိုစမ်းလိုက်တော့တွေးလေမမှန်ဘူးကွာတွေးစမ်းချမ်းအရဆိုရင်ပယောဂလို့အဓိပ္ပာယ်ရတယ်ဒါကြောင့်သူများလောက်တာလို့ပြောတာလေဘင်းကိုစမ်းတော့ဝ
ဝါရောလေအားကတအားတက်နေတယ်လေကိုဆက်ဆန်းကြည့်တော့လင်ငန်းဖမ်းတဲ့ပုံပဲပယောကပုံမျိုးလည်းတွေးရတယ်ဆိုတော့သူများလောက်တာပေါ့ကွာဆရာကြီးကပညာဆုံးပေးပါတယ်ဗျာပယောကဆိုတော့သူများကအတိုက်ထဲတာလားနေထင်ကိုစမ်းတော့အတိုက်ခိုင်မတွေ့ဘူးကွာအစိတ်ပင်းဆိုတာမျိုးလည်းမခံစားမိဘူးငါစိတ်တင်တော့အောက်လက်ငယ်သားလွတ်ပြီးလှုပ်ခိုင်းလိုက်တာမျိုးပဲဟာကျုပ်မေကိုလှုပ်တဲ့လူကျုပ်နဲ့တချီတမောင်တွေ့ဦးမယ်ဗျာဆရာကြီးကျုပ်မေကိုကုလို့ရပါမလားလင်ငန်းဖမ်းတာကိုတော့တွက်ကြပါတလေငန်းစည်းတော်ကြီးတိုက်ရင်ပြန်ကောင်းပါလိမ့်မယ်ဘယ်လောက်ထိပြန်ကောင်းမကောင်းဆိုတာကတော့အခြေအနေပေါ်မူတည်တယ်ကွာဦးဆိုင်ကြီးကပလင်းလေးတစ်လုံးကိုထုတ်လိုက်ပြီးပလင်းထဲကဆေးမုံတွေကိုရှောက်ရည်နဲ့ခက်ပြပြဖြော်ပြီးအမေရှာပေါ်ပို့ပေးတယ်ဗျအမေကတတိတော့ကတ်နေပေမဲ့ရှာကြီးတို့ကလည်းတစ်လီကြီးဖြစ်နေတယ်ဗျအဲ့ဒီရှာကြီးကိုပါဇက်ထဲကဆွဲထုတ်ပြီးတော့ဆေးတွေပို့ထည့်ပေးရတယ်ပြီးတော့ရင်းနဲ့တိုက်ပြီးမြှောက်ချလိုက်ရတာပေါ့ဗျာချက်ချင်းတော့မတက်တာသေးဘူးဗျ15မိနစ်လောက်နေတော့မှအမေကတအီးနဲ့စကားပြန်ပြောနိုင်တာဗျဦးဆိုင်ကြီးပေးတဲ့ဆေးတစ်ခုကိုနန်းစီနဲ့ဖြော်ပြီးအမေခြေတွေလက်တွေကိုလူပေးရတယ်လေနိုင်ဝဲလောက်ကြာတော့မှအမေကနည်းနည်းထူထူတော်တော်ဖြစ်လာတယ်ဗျဒါတောင်စကားကမပြီးသေးဘူးဦးဆိုင်ကြီးကအမေခြေတွေလက်တွေကိုကန်ကြည့်ပြီးတော့ခေါင်းခါတယ်ဗျကျုပ်တော်မှဦးဆိုင်ကြီးလောက်ကန်နေတဲ့တွေကိုကြည့်ပြီးရင်ထဲထိတ်ခနေဖြစ်သွားတယ်ဆရာကြီးကျုပ်မိရဲ့အခြေအနေကမကောင်းဘူးလားဗျအသက်တော့မသေးပါဘူးကွာဒါပေမဲ့ကိုတချမ်းသေးဘူးကကျင်းတင်နေတယ်ဗျာအဲ့ဒီလိုမသေးအောင်လုပ်လို့မရဘူးလားဗျာသူကငကိုတဲကလေတက်ဖောက်ပြန်နေတဲ့လူပဲလှုပ်တဲ့လူကလည်းဒါကိုတီးလို့လှုပ်တာဖြစ်မယ်လေးဆိုတာမြန်မြန်ကုမှရတာကွာ3ရက်အတွင်းစေးတစ်မျိုးနဲ့မကုဘူးဆိုရင်တစ်သက်လုံးကိုတချမ်းသေးကြီးနဲ့နေသွားရလိမ့်မယ်ကွာအဖြစ်ဆိုးလာကြီးလားအမေယာဒါဆိုရင်လေကုပေးပါအောင်ဆရာကြီးဟာငါကကူးတတ်တယ်ကွာဒါပေမဲ့ဦးဆိုင်ကြီးကမျက်စိမျက်နှာပြက်နေတယ်ဗျကျုပ်လည်းသူ့လက်ကိုကင်ထုတ်ပြီးဒါပေမဲ့ဘာဖြစ်လဲဆရာကြီးဟာအရင်ကငါးစီမှာလေဖန်းလိုအကျော်တင်နေတဲ့လူတွေအကျော်ပွင့်ထွက်သွားအောင်ကုတဲ့အကျော်တစ်ထောင်ဆေးဆိုတာပါတယ်ကွာဒါပေမဲ့ဒေါ်ပြဲကြီးကိုကူပေးလိုက်လို့အဲ့ဒီဆေးကကုံသွားပြီကွာဒါဆိုအဲ့ဒီဆေးကအထက်ပေါ်လို့မရတော့ဘူးလားဖော်ဖို့ကလွယ်ပါတယ်ကွာဒါပေမဲ့အရေးကြီးတဲ့ဆေးအမဲ့တစ်မျိုးမရှိဘူးဖြစ်နေတယ်ဘာဆေးအမဲ့လဲဗျာဆေးကဆေးကမြင်းတူရောင်လို့ခေါ်တယ်ကွာဆေးကမြင်းဆိုတာဘာလဲဟင်ဆေးကမြင်းဆိုတာဆေးပင်မျိုးတစ်ခုကွာဆေးကမြင်းပြင်မျိုးနဲ့ဝင်နေအများကြီးရှိတယ်အဲ့ဒီအထက်ကမှဆေးကမြင်းတူရောင်ဆိုတဲ့ဆေးဥကိုလိုတာကွာအဲ့ဒါကဒီနေရာဒီဒေသမှာရှိလို့လားဗျာရှိတော့ရှိလောက်တယ်ကွာဒါဖြင့်ဘယ်မှာသွားရှာရမလဲဆရာကြီးဒါတော့ငါလည်းဒေသခံမဟုတ်တော့မပြောတတ်ဘူးကွာဒါပေမဲ့ရှေ့မီနောက်မီလူကြီးတွေဆိုရင်တော့ဆေးကမြင်းတူရောင်ကိုတိမှအမှန်ပဲကျုပ်ကောင်းထဲမှာထွေးပြားနေတယ်ဗျာဦးဆိုင်ကြီးကမတ်တက်ရက်လိုက်ပြီး3ရက်အတွင်းအဲ့ဒီဆေးကမြင်းတူရောင်ကိုရှာလာခဲ့ရင်မင်းအမေကိုတချမ်းအကျော်တင်မသွားအောင်ငါကုသပေးနိုင်မယ်တကယ်လို့ရှာမရခဲ့ဘူးဆိုရင်တော့ငါလည်းမတက်နိုင်တော့ဘူးဒါပြင်ဆရာကြီးအဲ့ဒီဆေးကမြင်းမြင်ကိုရှာပြီးရွာကိုပြန်လာခဲ့မယ်ဆိုရင်ရောဒါတော့ငါလည်းမကူညီနိုင်ဘူးကွာငါဖောနေတဲ့ဆေးကမကြခင်ပြည့်စုံတော့မှအဲ့ဒီဆေးပြီးရင်ငါထွက်ရလမ်းကိုတွားရတော့မှမို့လို့နောက်တစ်ခေါက်ပြန်လာဖို့မသေးကြဘူးအလက်ကောင်ကြီးဦးဆိုင်ကြီးကပြောဆိုရင်အိမ်မော်ကဆင်းသွားပါရောဗျာတဟင်းဖြစ်နေတဲ့အမေကိုကြည့်ပြီးတော့ကျုပ်ပြင်ငူငန်ကြီးဖြစ်နေမိတယ်အမေကအသက်တော်မသေးသေးပေမဲ့တစ်သက်လုံးကိုတချမ်းလုံးမရတော့ဘူးဆိုရင်ဖြင့်ဒုက္ခိတကြီးတယောက်ဖြစ်သွားတော့မှာပေါ့အမေကိုအဲ့ဒီလိုတော့အဖြစ်မခံနိုင်ဘူးကျုပ်ရအောင်ကုရမှာဖြစ်မယ်စေကမြင်းသူရောင်ကိုရအောင်ရှာမှာဖြစ်တော့မယ်ဦးဆိုင်ကြီးပြောပုံအရဆိုရင်တော့ဒီလိုရက်ဒေသတွေမှာပေါက်တတ်တဲ့ပုံပဲရှင်းမီနောက်မီလူကြီးတွေတီးလောက်တယ်ဆိုတော့ကျုပ်ကောင်းထဲမှာဥပဒါမျက်နှာကြီးကိုဖျက်ခနဲပေါ်လာတယ်ဗျာဟုတ်တယ်ဗျာဥပဒါကြီးကဒီနမီကိုနှက်ဆက်တယ်ဘိုးသူတာလည်းရှိတယ်ဆိုတော့ဥပဒါကြီးတီးတော့တီးလောက်မှာဗျာဒါနဲ့ကျုပ်လည်းဥပဒါအိမ်ကိုပြေးထွက်လာခဲ့တာပေါ့ဥပဒါကျုပ်ကိုကယ်ပါအောင်ဗျာအမောတကောနဲ့ဝင်လာတဲ့ကျုပ်ကိုဥပဒါကပြူးကြည့်နေတယ်ဗျာဘာဖြစ်လာတာလဲအလက်ကောင်မင်းပုံကိုကြည့်ရတာကိစ္စကြီးကြီးမားမားတခုဖြစ်လာပုံပဲကိစ္စကတကယ်ကြီးတယ်ဗျာအမေလင်ငန်းဖမ်းပြီးတော့ကိုတချမ်းတည်ခြင်းလို့ဖြစ်နေတယ်ဗျာဟေးအဲ့ဒါဆရာကောင်းနဲ့ပြလေကွာရွာဦးเจ้าမှာရောက်နေတဲ့ဆေးစရာကြီးဦးဆိုင်ကင်းနဲ့တော့ပြပြီးပြီဗျာဟေးဟုတ်လားအဲ့ဒီဆေးစရာကြီးเจ้าကိုငါလည်းကြားတယ်ကွာတော်တယ်ဆိုပဲလူနာတွေကိုလည်းမြေတာရှည်ထားပြီးကုသပေးတယ်ကွာဒါနဲ့သူကဘာပြောလဲကွာအမေကအသက်အနေနဲ့တော့မစိုးရင်ရဘူးတဲ့ဒါပေမဲ့တသက်လုံးကိုတချမ်းတည်သွားနိုင်တယ်လို့ပြောတယ်ဥပဒါဒီလောက်တော့ငါလည်းမတက်နိုင်ဘူးကွာငါကဆေးစရာမှမဟုတ်တာသူပြောတာလည်းဟုတ်ချင်ဟုတ်မှာပေါ့
ဥပဒါကိုကူခိုင်းတာမဟုတ်ပါဘူးဗျာဦးဆိုင်ကြီးကပြောတယ်ဗျအမေကိုကယ်လို့ရသေးတယ်တဲ့3ရက်အတွင်းအကျော်ပေါင်း1000ပွင့်နဲ့ဆေးနဲ့လူရင်ကိုတချမ်းတီတာပြောင်းနိုင်နေတယ်ဗျာဒါပေမဲ့ခက်တာကအဲ့ဒီဆေးကိုဖော်ဆက်ဖို့ဆေးတစ်မျိုးလိုနေတယ်ဗျအဲ့ဒီဆေးကိုဥပဒါများတီမလားလို့ပါပြောလီကွာဘာဆေးလဲဆေးကမြင်းသူရောင်ဆိုတဲ့ဆေးပင်ဗျဥပဒါကမျက်မှောင်ကျုပ်သွားပြီးတူတူကြီးဖြစ်သွားတယ်ဗျဒီတိုင်းဆိုရင်တော့ဥပဒါတစ်ခုခုတီးနေပုံပဲဗျအဲ့ဒီဆေးကိုဥပဒါတီးတယ်မဟုတ်လားဥပဒါခေါင်းပဲညှိပြတယ်ကျုပ်ကဥပဒါကိုလက်ဆွဲလိုက်ပြီးအဲ့ဒါဆိုရင်အဲ့ဒီဆေးပင်ဘယ်နားမှာပေါက်တယ်လဲဆိုတာဥပဒါတီးမှာပေါ့နော်ဥပဒါကမပြောဘူးဗျပေပီထိုင်းနေတယ်သူတီးနေပြီဆိုမှတော့ကျုပ်လဲအေးအောင်မေးရတော့တာပေါ့ဗျာရုပ်ပါဥပဒါရာဥပဒါတီးပါတယ်ဗျကျုပ်ဥပဒါကိုဒီတစ်ခါပဲအကူအညီတောင်းနေတာပါဗျာကျုပ်အကူအညီတောင်းတာကလည်းအမေအတွက်ပါဒီဆေးပင်ရမယ်ဆိုရင်ကျုပ်ဘာပဲလုပ်ရပါမယ်ဥပဒါအိမ်မှာ10နှစ်ကျွန်းခံမယ်ဆိုရင်လေကျွန်ုပ်ကျွန်းခံပါမယ်ဗျဥပဒါကခေါင်းကိုဖြည်းဖြည်းချင်းခါပြတယ်တွားပြီဗျာဥပဒါကမပြောချင်ဘူးဗျကျုပ်ဖြင့်ကွက်ပစ်ပေါ်မှာဖင်ထိုင်ကျသွားတယ်အောင်မလေးအမေရဲ့အမေကိုကြတော့ကယ်တင်နိုင်မဲ့လူမရှိတော့ပါလားအမေရဲ့ဒါကျုပ်အပြစ်ပါဒါတွေအကုန်လုံးကျုပ်အပြစ်တွေကြီးပါပဲအမေယာကျုပ်အသုံးမကျဘူးကျုပ်ကအသုံးမကျတဲ့လူပါပဲဗျာပြောရင်းနဲ့ဥပဒါအိမ်နိုင်ကိုခေါင်းနဲ့3-4ချက်လောက်ပြစ်တိုက်ထဲလိုက်တယ်ဗျဘယ်လောက်တောင်အားပြင်းတယ်လဲဆိုရင်ကျုံနှစ်ဘူးကသွေးတွေစီးကျလာတယ်ဥပဒါကဒီတော့မှကျုပ်ကိုပြစ်ဆွဲတယ်စိတ်လိုက်မှမလုပ်ပါနဲ့အလက်ကောင်ရာမလုပ်လို့ရမလားဥပဒါရာသူများတွေကိုလိုက်ခဲ့တဲ့ကျုပ်ကအခုကို့အမေလက်ကြမှာဘာမှမကင်နိုင်မင်းနဲ့လက်ပိုက်ကြည့်နေရမှာလားဗျာဘလောက်ရင်နာစရာကောင်းလိုက်တယ်လေကျုပ်ကပြောဆိုရင်းနဲ့အယူကြီးတယောက်လိုတွန်းထုံငိုယိုနေမိတယ်ဗျာဥပဒါကတပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးအဲ့ဒီပင်ကဂမ်ဘီယာဆန်တဲ့အပင်ကွာဥပဒါလီဆန်ကတော့ပြောကျသွားတယ်ကြည့်ရတာကြုံယူမှုနေတာကိုမကြည့်ရလို့ကူညီတော့မဲ့ပုံပဲဗျအိုဗျာဘလောက်ဂမ်ဘီယာဆန်ပါစေအဲ့ဒီအပင်မှာဂုံမန်1000စောင့်နေတယ်ဆိုရင်လေချို့အမိတွေရအောင်သွားယူမယ်မင်းစိတ်ကိုငါနားလဲပါတယ်အလက်ကောင်ရာဒါဆိုရင်အဲ့ဒီအပင်ဘယ်မှာပေါက်တယ်လဲဆိုတာပြောပြပေးပါဥပဒါကျုပ်ရအောင်လိုက်ရှာမလို့ပါမင်းတယောက်တည်းဆိုရင်ဖြစ်မှာမဟုတ်ဘူးကွာမတန်းဆိုတာလေငါနဲ့ဆွေမျိုးရင်းချလို့ဖြစ်နေတဲ့လူပဲဒီတော့ငါသူ့ကိုပြန်ပြီးကူညီပါမယ်ကွာဒီအပင်ကိုငါကိုယ်တိုင်လိုက်ရှာပေးမယ်ဟုတ်ပြီလားကျုပ်ဖြင့်ပျော်သွားတာပဲဗျာတကယ်ပြောတာလားဥပဒါမင်းကငါဘယ်တော့မှမဟုတ်တာပြောဘူးလို့လဲကွာဒါဆိုအခုပဲတွားကြရအောင်ဗျာအခုတွားလို့မရဘူးကွာအလက်ကောင်ရဥပဒါမအားလို့လားမဟုတ်ဘူးအလက်ကောင်ရဒီတစ်ပင်တွေကဂမ်ဘီယာဆန်တဲ့အပင်မို့တာမန်အချိန်မှလူတွေမမြင်ရနိုင်ဘူးကွာကောင်းကင်မှာအဝင်နှက်ခတ်အထွက်နှက်ခတ်ဆိုပြီးတော့နှက်ခတ်အချိန်တွေရှိတယ်ဒီအပင်တွေဟာအထွက်နှက်ခတ်ဆန်းရှင်မှသာလူလောကကိုထွက်လာတတ်တယ်ကွာအဝင်နှက်ခတ်ကြပြီဆိုရင်တူတူကိုးနဲ့ကွယ်ပြောင်းနေတတ်ကြတဲ့အပင်မျိုးပဲဒါဆိုအထွန်းနှက်ကဘယ်တော့ကြမှာလဲဗျာဥပဒါကလက်ချောင်းတွေချိုးပြီးရေတွဲရင်းနဲ့ဒီညကြမယ်ကွာအချိန်ကတော့ညသကောင်ကျော်တစ်ချက်တည်းအချိန်လောက်မှာပဲဟန်ကြတယ်ဗျာဒါဆိုဥပဒါနဲ့ကြုတ်သွားခုကြရအောင်မင်းဒီကိစ္စကိုဘယ်သူမှပြောလို့မရဘူးနော်အလက်ကောင်ရုပ်စွာအစုံဦးဆိုင်ကြီးကိုတော့ပြောလို့မဖြစ်ဘူးတကယ်လို့အပင်ကဘယ်ကရတယ်လဲမေးရင်မင်းပြောလို့မဖြစ်ဘူးကွာစိတ်ကြပါဥပဒါကျုံနှုတ်လို့မမယ်မင်းပါဇက်ဖွာတာငါတီးပြီးသားပါလက်ကောင်ရာဒါပေမဲ့ဒီတစ်ခါတော့မရဘူးကွာဒီကိစ္စပေါက်ကြားသွားရင်ငါရောမင်းရောအန်ရရှိလာနိုင်တယ်ငါအတီးပြောနေတာတော့လက်ကောင်စိတ်ကြပါဗျာကျုပ်ကအေးအောင်မီးတော်မှာအပင်နေရာကိုဘယ်သူမှမပြောပါဘူးလို့သစ္စာဆိုထားပါတယ်လို့ပြောလိုက်ပါမယ်အေးရပြီအခုမင်းပြန်တော့တက်ကြီးခေါင်းချချိန်ကြော်တော့မှမင်းကားစီလာခဲ့ဒီအကြောင်းကိုဘယ်သူမှလည်းပြောလည်းမပြောနဲ့သိလည်းမသိစေနဲ့ဟုတ်ပြီလားကျုပ်ကခေါင်းကိုညှိပ်ပြီးဥပဒါအိမ်ကနေပြန်လာခဲ့လိုက်တယ်ဗျာအကိုကြီးတို့ပြန်ရောက်တော့ညနေတောင်စောင်းနေပြီဗျအကိုကြီးဆိုရင်အမေဖြစ်ကိုကြည့်ပြီးတော့မျက်ရည်တွေကျနေတယ်မကြီးကတော့ထမင်းခွန်းတာပေါ့ဗျာဒါပေမဲ့အမေကပါဇက်မှမလုံနိုင်တာဗျဒီတော့ထမင်းကမဝင်ဘူးအကိုကြီးကမကြီးရဲ့ကြောကုန်းကိုလက်သီးနဲ့ပြေးထူပါရောရွှေဦးနင်ဘယ်လိုလုပ်လိုက်တာလဲဟာငါအမေကိုနင်စီနေစားနေပဲကျွေးစလားလူမမာကိုအဲ့ဒီလိုကျွေးလို့ရမလားကျမလည်းအကောင်းဆုံးစီစဉ်ပေးထားတာပဲရှင်အမေပုံကိုကြည့်ရတာထမင်းမစားနိုင်ဘူးထင်တယ်စွပ်ပြုတ်လေးဆိုင်ပြုတ်လေးတိုင်းမှရမယ်ထွားအိမ်တော်ဘေးကချက်သွားဖမ်းစမ်းမဖြစ်ဘူးကိုထွေးမောင်ရဲ့အင်္ဂါချက်တွေကမစားလောက်သေးတဲ့အရွယ်တွေကြီးပဲဟေးဟုတ်သားပဲဒါဖြစ်ဘယ်ကဝင်ကောင်းမလဲဘယ်ကမှတောင်းဝယ်စရာမလိုဘူးရှင်
ရွာပင်ကကိုပါကြီးတို့ထမ်းထဲမှာကြက်ကြော်ရောင်းနေတယ်မဟုတ်လားကိုပါကြီးကကြက်ရှင်တွေလည်းမွေးထားတာမနှဲဘူးသူစီကကြက်စင်းတစ်ကောင်လောက်တောင်းဝယ်လိုက်ရင်ရမှာပေါ့အေးဟုတ်တယ်ရွှေဦးနင်ပြောတာအကောင်းဆုံးပဲကဲအလက်ကောင်သွားစမ်းကွာကိုပါကြီးထမ်းတို့မှာကြက်တဲ့ကောင်သွားဝယ်ကြစမ်းဟိုသွားကျင်နေဗျကိုပါကြီးတို့ထမ်းတဲ့ကရွာပြင်မှာလေမိုးကလည်းချုပ်တော့မှာဆိုတော့ကျုပ်တယောက်တည်းသွားလို့ဖြစ်ပါမလားဟာဒီကောင်ကတော့ကိုမေတယောက်လုံးအသေးအံဖြစ်နေတာတော့မှတရေကကြောက်နေရသေးတယ်ကြောက်တာပေါ့ဗျာအဲ့ဒါအရင်ကပထန်ကြီးကိုထမ်းတော့မဟုတ်လားဗျမကြီးကတပြင်းချပြီးရှင်းကြီးကြောက်တယ်ဆိုရင်ရှင်သွားလိုက်ပေါ့ကိုထွေးမောင်ရေရှင်ကအကြီးပဲမဟုတ်လားအေးပါဒီကောင်တွေအသုံးကိုမကြဘူးကို့အမေအတွက်တောင်မှမသွားချင်ရတဲ့ကောင်တွေအကိုကြီးကမတက်ထားရက်ပြီးပစိုးပြင်ဝေးတယ်ဗျငါပဲသွားဖို့ပြီးမှဟုတ်ပြီလားအလက်ကောင်ငါနဲ့လိုက်ခဲ့ဗျာအကိုကြီးပဲသွားဖို့မယ်ဆိုအေးလေငါသွားဖို့ပြီးမယ်ပြောတာတယောက်တည်းသွားမယ်လို့မှမပြောတာကွာမင်းမလိုက်ခဲ့ရမယ်အကိုကြီးပြောတော့မကြောက်တတ်ဘူးဆိုဗျငါကမကြောက်တတာမှန်နေကွာညာရင်ညတာတယောက်တည်းသွားတော့ကောင်းမှမလားအဖုံပါပဲခီးမသွားနဲ့ဆိုတဲ့စကားကလည်းရှိသေးတယ်လीကွာမတော်လို့ငါလမ်းမှာငွေပေါက်ခံရပြီးတဲ့တယောက်တည်းဘလို့ဖြစ်နေမဆိုတာမင်းတွေးကြည့်စမ်းကဲရှင်တို့သွားမှသာသွားကြစမ်းပါရှင်တို့ပြန်လာမှချက်ကိုခုတ်တည်ပြီးချက်ပြိုးရမှာဒီမှာအမေစားနေရောမယ်ကျုပ်တို့ညီကိုလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့အိမ်မော်ကနေဆင်းလာခဲ့ကြတယ်ရွာတွေကထွက်လာတော့တော်တော်မောင်းနေပြီဗျယောက်ျားခြေလမ်းတွေဆိုတော့ခက်တွတ်တွတ်ပဲလန့်လာခဲ့ကြတယ်ပထန်ကြီးရဲ့ထန်းတော့ကလည်းတရေချောက်တယ်လို့နာမည်ကြီးတာကိုပါကြီးတို့သာမကြောက်မလန့်နေကြတာဗျခိုးရောက်သွားတော့ကိုပါကြီးကကြက်တွေကိုလဲလိမ်ပြီးတက်နေပြီကြက်ထဲမှာဗမာကြက်တွေကတက်ခါနီးဆိုရင်အတန်တိတ်မိတာဗျထန်းတော့ကမောင်မောင်နဲ့ကြောက်အတန်ကြီးကြားလိုက်ရတာကျုပ်တော်မှာကြက်သီးတွေထားသွားပါတော့တယ်ထင်းတဲ့အတိုင်းပါပဲဗျာကိုပါကြီးကတက်ထားတဲ့ကြက်တွေကိုအမွှေးနှုတ်ဖို့တောင်လုပ်နေပြီကျုပ်တို့ကြက်ဝဲတော့သူကခဏဆောင်ခိုင်းနေတန်းချင်မှာဆိုတော့အမွှေးနှုတ်ပြီးပေးလိုက်မယ်လीကွာခဏဆောင်အောင်ကွာရင်နွေးကမပွက်သေးဘူးရင်နွေးပွက်တော့လဲလိန်တက်ထားတဲ့ကြက်ဖကြီးတစ်ကောင်ကိုအမွှေးတွေနှုတ်ပြီးပေးလိုက်တယ်သူ့ကိုစောင့်နေရတာနဲ့တော်တော်ကိုတော့မိုးချုပ်သွားတယ်ဗျာညီအကိုမတိတတိအချိန်ဆိုတာဒီအချိန်ကိုပြောတာဖြစ်မယ်ဗျကိုအရှိကိုတော့မှခဝဝပဲမြင်နေရတာအကိုကြီးကကြက်တွေကိုခြေထောက်နဲ့ချောင်းကနေကိုင်းပြီးစောက်ထူဆွဲတယ်လာတယ်တလန်လုံးလားနေတာအကောင်းများရွာဝင်တုတ်တန်နာရောက်တော့မှအနောက်ကနေတပတ်ပတ်နဲ့ခြေတံကြီးတစ်ခုကိုကြားရတယ်ကျုပ်တို့ညီကိုနှစ်ယောက်တိုင်ပင်မထားဘဲနဲ့အတူတူလှည့်ကြည့်လိုက်ကြတယ်အနောက်မှာလည်းဘယ်သူမှကိုမရှိဘူးဗျာအကိုကြီးကပေဆောင်ဆောင်နဲ့ကြည့်ရင်ဟေးဘဲကောင်လုံးကွာငါတို့ကိုလာမချောင်းနဲ့ငါတို့ကမကြောက်တတ်ဘူးကွာပြောရင်းနဲ့ဆက်သွားတယ်ခြေတံတွေကထက်ချက်မကွာကြားရတယ်ကျုံနောက်ကြောပြင်တစ်ခုလုံးဆိုရင်ကြက်တီးမွေးညင်းတွေထောင်ထလာတာဗျာခေါင်းကြီးတစ်ခုလုံးဘယ်လိုဖြစ်လာမှန်းမသိဘူးဇပင်းတွေအကုန်လုံးလီဘော်ကိုထောင်သွားသလိုလိုကိုခံစားရတယ်ကျုပ်ဘွားမှာတရေမပြောနဲ့တရေထဲကြီးတဲ့အကောင်မျိုးစုံတွေ့ဘူးပါတယ်ဗျဒါပေမဲ့တကယ်တမ်းတွေ့ရင်တော့ကြောက်စိတ်ကတားမရဘူးဗျာအကိုကြီးကင်ထားတဲ့ကြက်ကိုအနောက်ကနေလာပြီးတော့ဆွဲတယ်ထင်ပါတယ်အကိုကြီးကကြက်ကောင်ကိုရေဘက်မှာထားပြီးတော့ဆက်ချောက်လာခဲ့တယ်ညီကိုနှစ်ယောက်လမ်းလျှောက်ကြတာအပြည့်တစ်ပိုင်းဖြစ်နေပြီဗျ3-4လမ်းလောက်ရောက်တော့အကိုကြီးရေဝင်နဲ့ထည့်ပြီးပိုက်လာတဲ့ကြက်ကထပြီးတွန်းနေဗျာကိုပါကြီးလဲလိန်တက်ပြီးရင်နွေးစိန်ထားလို့အမွှေးပါနှုတ်ပေးလိုက်တဲ့ကြက်တီကောင်ကထားတွန်းနေဆိုလို့ကျိုးတို့ညီအကိုတော်မှကြောင်အံဖြစ်သွားတယ်ကြက်ကအကိုကြီးလက်ကနေရုံးငံပြီးအတောင်တစ်ဖြန်းဖြန်းခတ်တယ်ဗျပြီးတာနဲ့တင်းငင်းကုန်းထဲကိုရှုပ်ကနေပြေးဝင်သွားပါတော့တယ်အလက်ကောင်ဘာလို့နေတာလဲကွာကျက်နောက်ကိုလိုက်လေကွာဟာဗျာအကိုကြီးလိုက်ပါလားဟာမောင်းနေလို့ပေါ့ကွာမဟုတ်ရင်ငါကြောင်ကောင်းကောင်းသိမယ်အကိုကြီးကမကြည်မချမ်းပြောရင်းနဲ့ပစိုးစားကိုဆွဲတင်ပြီးတော့တချို့တည်းလေပြေးတော့တာပဲဗျာကျုပ်တယောက်တည်းချောင်းတောင်ကြီးရက်ရနေခဲ့တယ်ဗျနောက်မှကျုပ်လည်းအသိစိတ်ဝင်ပြီးအကိုကြီးအနောက်ကိုပြေးလိုက်ရတယ်ကျုပ်တို့နောက်ကနေခြေတံကြီးတစ်ခုကပြေးလိုက်လာပြန်နေဗျအတကုံပြေးနေရွာဝင်တရားထိနာရောက်တော့လူကြီးတယောက်ကတရားထိမှာခါထောက်မတက်ရက်နေတယ်ဗျအနာရောက်မှမတက်ရက်နေတာဦးဆိုင်ကြီးဖြစ်နေတယ်ဗျကျုပ်လည်းအခုမှအာကိုရသွားတော့တယ်ဦးဆိုင်ကြီးကကျုပ်တို့အနောက်ကိုကြည့်ရင်တောက်တစ်ချက်အကျယ်ကြီးခောက်လိုက်တယ်စိမ့်တဲ့ကောင်မင်းနာကျင်နေပြီနဲ့တူတယ်ဦးဆိုင်ကြီးတောက်ခောက်လိုက်တော့မှအနောက်ကလိုက်ပါလာတဲ့ခြေတံကြီးကပျောက်ချင်းမလားပျောက်သွားတော့တာပဲဗျာကျုပ်တို့ညီကိုဦးဆိုင်ရှိခင်းမှာဟော်ဟဲလိုက်ပြီးမောနေကြပြီမင်းတို့ဘာဖြစ်လာတာလဲကွာထန်းတော်ကနေကြက်တွေတကောင်ဝယ်ပြီးပြန်လာကြတာပါဆရာကြီးဟာအဲ့ဒီကြက်ကတင်ញံကူရှိရောက်တော့အသက်ဝင်ပြီးထွက်ပြေးသွားလို့ပါ
အေးမင်းတို့ဘက်တော့ဒီအယူဆရှိမရှိမသိပေမဲ့ဒုရှမ်းပြည်ဘက်တော့ဟောဒီလိုနေဝင်ကြီးတရောအပုတ်ချိန်ရောက်ရင်ကြက်အသေးတွေငါးသေးတွေကိုအကောင်လိုက်မတည့်ရဘူးဆိုတဲ့အယူရှိတယ်ကွာနေဝင်ကြီးဆိုတာမကောင်းဆိုးဝါးတွေမြူးတဲ့အချိန်ပဲဒီလိုတိရစ္ဆာန်အသေးကောင်တွေအကောင်လိုက်တည်ရင်ဖုတ်ဝင်တတ်တယ်မကောင်းဆိုးဝါးဖန်ဆာခံရတဲ့ဆိုတဲ့အယူဆရှိတယ်နောက်ဆိုရင်သတိထားကြကွာခဲသွားကြတော့အကိုကြီးနဲ့ကြုံလဲအင်ကိုလက်ပလာနဲ့ပြန်လာခဲ့ကြတယ်အကိုကြီးကမကြောက်ဘူးလေပြောသေးတယ်ဘာဖြစ်လို့အရှိကနေပြေးတာလဲဗျအောင်ပါငါကတရက်ကိုကြောက်မယ်များမှတ်နေသလားငါလက်ထဲမှာဓာတ်မပါလို့အင်ကိုဓာတ်ပြန်ပြေးယူတာကွာအကိုကြီးတို့ကတော့အဲ့ဒီလိုဗျာသူကဘယ်တော့မှဝန်ခံတတ်တဲ့လူသားမျိုးမဟုတ်ဘူးဒါနဲ့ပဲအမေကစက်သားဆွပြုတ်မတော့ရတော့ဘူးပေါ့တော်သေးတာပေါ့ကြီးတော်ပြုံးကြီးကစက်သားဆိုင်မှုတစ်ခွက်လာဖို့ပြီးတာနဲ့အမေခင်ဗျာအဲ့ဒီဆိုင်ပြုံးနဲ့နှစ်ပါးသွားလိုက်ရတယ်ညရောက်တော့တိတ်အိမ်လုံးပင်မလို့အိတ်ကုန်ပြီဗျကာလာသားကိုမြင့်ကညနေကလေးကမြိုင်တာတက်သွားပြီးတော့အဖေကိုတွားခေါ်တယ်ကြီးရတာမနှက်ပြန်လောက်မှပဲပြန်လာမဲပုံပဲအမေနာမှာအနီးကပြုစုနေတဲ့ညီမနှစ်ယောက်ကလည်းတခေါခေါနဲ့ဟောက်လို့ဗျတိတ်မကြခင်တက်ကြီးကောင်းကြချင်းကျက်တုံတန်ကိုကြားရတယ်ကျုပ်လည်းအိတ်ချင်အောင်စောင်းနေရကနေပြီးတော့အသာထပြီးအဖေရဲ့လက်နဲ့ဓာမီကြီးကိုယူလို့အိမ်မော်ကနေအသာလေးဆင်းလာခဲ့လိုက်တယ်ဥပဒါရင်ရောက်တော့အင်ကြီးကမှောင်ချနေတာဗျဥပဒါကျုပ်ကိုပြောထားပြီးအိမ်မြအိပ်ပျော်နေတာလားပေါ့ဗျာခြံဝင်းနဲ့ဝင်လိုက်တော့မှဥပဒါကအင်ရှိကွက်ပြစ်မှာအမောင်ထဲမှာထိုင်းနေတာဗျကျုပ်တော်မှလန်သွားမိတယ်မင်းနဲ့ချင်းလိုက်ရင်အမြင်နောက်ကျတာကြီးပဲလက်ကောင်ရာလူလစ်တာစောင့်နေလို့ပါဥပဒါရာကဲလာတို့တွေအထွတ်နှက်ခတ်မိတဲ့အချိန်မှာအပင်ကိုတွားယူမှဖြစ်မှာကွာဥပဒါနဲ့ကျုပ်ရွာတွေကနေတိတ်တိတ်လေးထွက်လာခဲ့ကြတယ်ရွာတွေကိုရောက်တော့ရွာတွေကခွေးတွေကစူးစူးဝါးဝါထိုးအောင်တာကကြောက်စရာကြီးပါဗျာကျုပ်တို့နှစ်ယောက်ခတ်တဲ့ထွက်လာခဲ့လိုက်ကြတယ်ဥပဒါဥတက်ပြီးတွားနေတာကတောင်ရိုးဘက်ကိုဗျဥပဒါအဲ့ဒီဆေးပင်ကတောင်ရိုးပေါ်မှာရှိတာလားတိတ်နေစံလက်ကောင်ရာစကားမပြောနဲ့ဟမ်အဲ့ဒီဆေးပင်တွားခုရင်စကားမပြောရဘူးတဲ့လားစကားမပြောပါနဲ့ဆိုစကားကြောကရှင်းနေသေးတယ်လက်ကောင်ရာကျုပ်ကမသိလို့မိတာပါဥပဒါရာဥပဒါကလည်းဒီအချိန်ညမှာလေးကိုချွေတာနေသေးတယ်ပါဇက်ပိတ်ထားစမ်းပါကွာဒိုးလာတာလူကြသွားမှဆိုးလို့ကွာရဲကွင်းကြီးထဲမှာညသက်ကောင်ချင်းကျုပ်တို့ကလွဲလို့ဘယ်သူကရှိမှမလို့လဲဥပဒါရာဥပဒါကအစိုးရိမ်လွန်းလွန်းနဲ့ဗျာဥပဒါကကျုပ်ကိုဘူးတစ်ချက်ကြည့်ပြီးဆက်လျှောက်သွားခဲ့တယ်ကျုပ်စကားပြောဖို့ပါဇက်ဟားလိုက်တော့နှခမ်းနှစ်ခုကစိတ်ကပ်နေပြီးပါဇက်ဟားလို့မရဘူးဖြစ်နေတယ်ဗျဥပဒါတော့ကျုပ်ကိုလှုပ်ထွက်လိုက်ပြီးမှတ်တာစကားပြောမရပါနဲ့ပါဇက်ကတအူးတအားတော့လှုပ်လို့ရပါသေးတယ်ကျုပ်ကဥပဒါကိုတအူးနဲ့လှုပ်ပြနေသေးတယ်ဥပဒါကပန်းဝန်းကျင်ကိုတစ်ချက်ကြည့်ပြီးလက်ပြောက်တူတူကလေးတီးလိုက်တာကျုပ်ရင်ကောင်းတွေကထွက်လာတဲ့အတန်တွေကုန်လုံးတိတ်သွားတော့တယ်ဗျာဘယ်လောက်အားထုတ်တော့ဘာတန်ကူမှထွက်မလာတော့တာဗျာဥပဒါသွားတာကလည်းရိုးတသားသွားတာမဟုတ်ဘူးဗျတခုလမ်းလျှောက်တယ်လို့ဟိုလဲကြည့်ဒီလမ်းကြည့်နဲ့သွားခဲ့တာဗျအဲ့ဒီလိုသွားနေရင်တောင်ရုပ်အချီနာရောက်တော့မှစိတ်ချသွားတယ်ထင်တယ်ဗျာဥပဒါကဖြောက်ခွန်းနဲ့လက်ဖြောက်တီးလိုက်တော့မှကျုပ်တန်ပြန်ထွက်လို့ရသွားတော့တယ်ဥပဒါဘာဖြစ်လို့ဒီလိုလုပ်တာလဲဗျနားကြီးတို့လုပ်တာဟေးဘယ်နဲ့တိတ်နေပါဆိုးနေမှစကားကြီးလှိမ်ပြောနေတယ်အခုရောပြောလို့ရပြီလားရပြီကွာဒီတော့ဆိုအန်ရီကင်းပါပြီနေပါဦးဥပဒါကဒီတော့လှုပ်ဝက်နေပုံထောက်တော့ဒီစေးပင်ကတော်တော်ထူးဆန်းနေတယ်သူရောင်မင်းမှာစိုးနေမှာကွာဗျာသူရောင်မင်းဆိုတော့ဇော်ကြီးတို့တောင်ဝေးတို့နဲ့ထိလိုက်ရင်အသက်ဝင်ပြီးပျော်ပါလို့ရတဲ့သူရောင်မင်းကိုပြောတာလားဥပဒါနဲ့ကျုပ်တပင်အောက်မှာထိုင်ပြီးနားနေလိုက်ကြတယ်ဗျာအချိန်ကလည်းတကောင်ရောက်ဖို့တောင်လိုနေသေးတယ်မဟုတ်လားခုနေ့ကဖျက်တိုက်လာတဲ့လေကလေးတွေကအေးနေတာပဲဗျာဥပဒါကဖက်ရွက်နဲ့ထုတ်ပိုးလာတဲ့ကွန်းတရာထုတ်ပြီးတော့ပစောင်မှာထည့်လိုက်တယ်သူရောင်မင်းဆိုတာကအမျိုးမျိုးရှိတယ်ကွာအဓိကအားဖြင့်လေးမျိုးလေးစားရှိတယ်လေးမျိုးတောင်ရှိတာတဲ့လားဗျာဒါဆိုဘူးသူရရအောင်ပြောပါဦးလော်ဂီဆရာတွေအဆိုအရသူရောင်လေးမျိုးရှိတယ်ဒါထက်များတာတွေလည်းရှိချင်ရှိမှာပေါ့ကွာသူတို့ကအတွေ့များတဲ့သူရောင်မင်းကိုပဲမှတ်ထားတာသူရောင်ဆိုတာကလူရောင်ဆောင်နိုင်လို့ခေါ်တာသူရောင်ဆိုတာကြားတိုင်းအပေလို့မမှတ်ယူသင့်ဘူးလူရောင်ဆောင်နိုင်တဲ့မိစ္ဆာကောင်ကြီးတွေကိုလည်းသူရောင်ကြီးတွေလို့ခေါ်ကြတာရှိတယ်ကွာငါခုပြောမှကတော့လူရောင်ဆောင်နိုင်တဲ့အပင်မျိုးပဲဒါကြောင့်သူရောင်မင်းမော့ကွာဟုတ်ပြီလားသူရောင်မင်း၄မျိုးရှိရလေခုနကပြောပြီးပထမဆုံးသူရောင်မင်းကတော့ဂမုတ်သူရောင်နဲ့ကွာသူကဂမုံးမင်းတစ်မျိုးပဲသူရောင်မင်းတွေထဲမှာအစွမ်းအနည်းဆုံးပေါ့ကွာသူကလူရောင်ဖန်ဆင်းနိုင်နေဆိုပေမဲ့အကောင်ထဲကြီးလုံးမပြနိုင်ဘူးကွာလူတယောက်ကိုအိမ်မွေးချမိမောအောင်လုပ်ပြီးတော့မှအိမ်မက်ထဲမှာမြူတူပျော်ပါကြတာကွာ
လူတွေကတော့သူ့ရောင်မဲ့ကမုန်းလို့ခေါ်ကြတယ်ဒီနေရာမှာစကားကြုံလို့တခါတည်းပြောရအောင်မယ်သူ့ရောင်ဆိုရင်လူတွေကမိမလိုပဲထင်တတ်ကြတယ်တကယ်ကအဲ့ဒီလိုမဟုတ်ဘူးကွာသူ့ရောင်မင်းတွေကလူရောင်ဖန်ဆင်းနိုင်ုံမကလေအမျိုးသားပါပြောင်းလဲဖန်ဆင်းနိုင်တယ်ယောက်ျားတွေနဲ့တွေ့ရင်မိမအသွင်ဖန်ဆင်းတယ်မိမတွေနဲ့တွေ့ရင်ယောက်ျားသွင်ဖန်ဆင်းပြီးတော့မျိုးထုပျော်ပါကြတာပေါ့ကွာဒါဆိုရင်ဒုတိယသူ့ရောင်မင်းကရောဒုတိယတစ်မျိုးကြတော့ဆေးသူရောင်လို့ခေါ်တယ်ဆေးသူရောင်ကြတော့ဆေးပင်တစ်ခုပဲကွာများသောအားဖြင့်ရုံးနဲ့ဆိုင်တဲ့ဆေးတွေဖော်တဲ့အခါမှာဒီဆေးသူရောင်ကိုထည့်သုံးရတယ်ရုပ်ပြောင်းရုပ်လွယ်ဆေးတို့ရုပ်ပြောင်းနှံခါဆေးတို့နောက်တော့အိဆာတရားဆေးတွေဖော်ရင်လည်းထည့်သုံးကြတယ်အများအပြားဝိဇ္ဇာဇော်ကြီးတွေဆေးကြည့်တဲ့အခါမှာအသုံးများတာပေါ့ကွာတတိယတစ်မျိုးကြတော့ငါတို့အခုရှာနေတဲ့ဆေးကမြင့်သူရောင်လို့ခေါ်တယ်ကွာသူကဆေးကမြင့်အနွယ်ဝင်ပေါ့ကွာဆေးကမြင့်ဆိုတဲ့မျိုးကသူ့အလိုလိုလေးမတိုက်ဖဲနဲ့တရွတ်တွေကလှုပ်ရှားနေတဲ့လို့ဆေးကမြင့်လို့ခေါ်တယ်ကွာတချို့ကတေးချောက်တယ်လို့ထင်ကြတယ်တကယ်တမ်းသူ့ရဲ့အကိုင်းခက်တွေကိုခွဲစိတ်ကြည့်ရင်အပင်ထဲမှာအကျောတွေဟာသူ့အလိုလိုရုံးကန်လှုပ်ရှားနေကြလို့ဒီလိုလုပ်နေရတာကွာများသောအားဖြင့်ဆေးကမြင့်အပင်တွေကိုအကျောတည်အကျောတောင်အကျောနဲ့ပတ်သက်တဲ့ဆေးဖို့တဲ့နေရာမှာသုံးတယ်ဆေးကမြင့်သူရောင်ဆိုတာကတော့တာမန်ဆေးကမြင့်တွေထက်ပိုပြီးအစွမ်းတက်တယ်ကွာ။အော်ဒါကြောင့်ကိုနောက်ဆုံးကြံတဲ့သူရောင်မင်းကရောဗျာအဲ့ဒါကတော့ဝိဇ္ဇာသူရောင်လို့ခေါ်တယ်။သူကြတော့ပိန်းနေပြီနေလို့အပင်ကြီးမျိုးပဲကွာ။အပင်ရဲ့အကိုင်းခက်တွေကနေအသီးတွေတီးကြတယ်။တီးကြတဲ့အသီးတွေကလူပုံစံနဲ့တူတဲ့သူရောင်သီးတွေပေါ့ကွာ။မင်းတို့ကြားဘူးနေတဲ့ဇော်ကြီးတွေစေးညစ်လုံးနဲ့တို့ပြီးပျော်ပါနေကြတဲ့ဆိုတဲ့သူရောင်ဟာအဲ့ဒီသူရောင်သီးကိုပြောတာပေါ့ကွာ။ကျန်ထဲမှာပါတာကတော့သူရောင်သီးကအထီးမဆိုပြီးရှိတယ်။အကျန်းတစ်ခုမှာပါတာကတော့သူရောင်သီးကလူပုံစံဆိုပေမဲ့လေငါကမသေးခွဲဘူးတဲ့ဇော်ကြီးကတောင်ဝင်းနဲ့တို့ပြီးမိမဖြစ်စီလို့ဖန်ဆင်းလိုက်ရင်မိမပုံဖြစ်သွားတယ်ဇော်မဲတို့မိမဝိဇ္ဇာတွေကြတော့ယောက်ျားလေးဖြစ်စီဆိုပြီးဖန်ဆင်းရင်ယောက်ျားလေးပုံစံဖြစ်သွားရော့တယ်ချုပ်တစ်ခုလောက်မသိလို့မေးပြရစီဦးမဗျာဝိဇ္ဇာတွေဇော်ကြီးတွေကလူတွေလိုပဲဆက်ဆံတတ်ကြတာလားဝိဇ္ဇာဆိုတာအကြောင်းတစ်ခုခုကြောင့်တိတ်တိကျရသားတယ်ဆိုပေမဲ့အရိယာမဖြစ်သေးတော့တဏှာဆိုတဲ့အရာကိုမပယ်တတ်နိုင်ကြသေးဘူးကွာလူသားတွေထက်တော့တဏှာနဲ့တယ်ပြောရမှာပေါ့တဏှာဆိုတာဆွဲလန်းမှုပဲဒါကြောင့်မိုးငါကြိုက်တဲ့ဝိဇ္ဇာကမိုးငါကိုဆွဲလန်းနေစိတ်လိတ်ကြိုက်တဲ့ဝိဇ္ဇာကြတော့စိတ်လိတ်ကိုဆွဲလန်းတာပေါ့ကွာဒါကြောင့်ဟိုကိစ္စဖြစ်ချင်လာပြီဆိုရင်လူသားတွေနဲ့မဆက်ချက်တော့ပဲသူရောင်မင်းကိုသွားပြီးတော့အလိုရှိရာဖန်ဆင်းပြီးစိတ်လူကိုဖြည့်ဆည်းကြတာပေါ့ကွာသူကလူတွေလိုမဟုတ်ဘူးလေအန်နီရယ်လည်းကင်းတယ်နောက်ကြောင်လည်းရှင်းတယ်ကိစ္စပြီးရင်သူရောင်သီးပုတ်ကြီးဖြစ်သွားပြီးကွဲကြံနေခဲ့ရောမဟုတ်လားကောင်းလိုက်တာဗျာကျုပ်တာဝိဇ္ဇာဖြစ်လို့ကတော့သူရောင်မင်းအကွက်ကိုခွာမှာမဟုတ်ဘူးဗျာအေးအဲ့ဒီစိတ်နဲ့ဝိဇ္ဇာဖြစ်ဦးမှာပေါ့ကွာဒါပေမဲ့အဲ့ဒီလိုစိတ်ကလူတိုင်းဖြစ်တာတော့မဟုတ်ဘူးကွာဝိဇ္ဇာ1000မှာတယောက်လောက်ပဲဖြစ်တာဝိဇ္ဇာ8000သာအဲ့ဒီစိတ်မုံမှုနေရင်သူရောင်မင်းတွေမျိုးတုံးကိုမှာပေါ့ကွာအဲ့ဒါလည်းဟုတ်သားပဲနော်ဆက်ပြောရရင်အစွမ်းမရှိတဲ့အပင်တွေမှာပရလောကသားတွေနေထိုင်နေဆိုပေမဲ့ဒီလိုအစွမ်းရှိတဲ့အပင်တွေကမုန်းတွေကြတော့ရုပ်ခပါလာလို့ခေါ်တဲ့အဆောင်ရှောက်တွေကငကိုကလေးကဘိမ့်မှန်ပြူပြီးနေထိုင်ကြတယ်ကွာသူရောင်မင်းတွေဆိုရင်လေသူ့အဆောင်နဲ့သူပဲကွာဒီအဆောင်ရှောက်တွေကသူတို့တစ်ပင်သူတို့နေတဲ့ဗိမ္မာန်ကိုဖျက်ဆီးခံရမှာဆိုလို့လူတွေမတွေ့အောင်တကောအဲ့ဒီဘက်နဲ့ဖျောက်ကွယ်ထားတတ်ကြတယ်ဒါပေမဲ့အမြဲတမ်းဖျောက်ထားလို့ရတာမဟုတ်ဘူးကွာအပင်ဆိုတာကအစာချက်ဖို့ကြီးထွားဖို့နေရောင်ကြီးလိုအပ်သေးတယ်ဒါကြောင့်လူချစ်တိတ်ဆိတ်တဲ့အချိန်အပင်ဆောင်ကစိတ်ချရပြီလို့ယူဆတဲ့အချိန်မှာပုံနေရာကနေထွက်လာတတ်ကြတယ်စိတ်ကမြင့်မြင့်ဆိုတာနေ့ဘက်အိပ်ပြီးတော့ညဘက်မှာလှုပ်ရှားတတ်တဲ့အပင်မျိုးဆိုတာညရောက်မှထွက်မှာကွာအော်ဒါကြောင့်ကျုပ်တို့ဒီအချိန်ကြီးလာဆောင်နေရတာကိုကဲဒါဖြင့်လဲတွားရှာကြစို့ကွာအေးသွားလေဒါနဲ့မင်းကဘယ်ကိုသွားမှာလဲဆေးပင်ရှိတဲ့နေရာကိုပေါ့ဗျာဘာလဲဥပဒါကဆေးပင်ဘယ်နာရှိတယ်ဆိုတာမသိဘူးလားငါပြောပြီးသားလေကွာဒီလိုအဆောင်ရှောက်တွေရှိတဲ့အပင်တွေဆိုတာအမြဲတမ်းတနေရာထဲမှာမနေဘူးကွာဆေးမချဘူးထင်ရင်ပြောင်းပြေးကြတာပဲအခြားတစ်ပင်တွေလိုဒီနေရာအတိအကျရှိတာမဟုတ်ဘူးကွာဒါဆိုအခုဘယ်နေရာမှာလဲဟင်ငါလည်းမသိဘူးကွာဒီတောင်ရုပ်တနေရာမှာပဲရှိမှာပဲဗျာဟာသွားပါပြီဗျာဒီတောင်ရုပ်ကိုပိုက်စိတ်တိုက်ပြီးရှာမယ်ဆိုရင်တော့3ရက်မပြောနဲ့9ရက်လောက်ကြာရင်တော့ရှာတွေးပါမလားဥပဒါယာကျုပ်တော်တော်လေးကိုစိတ်ညစ်သွားတယ်ဗျာမင်းပဲမင်းအမေတွေကြိုးစားမယ်ဆိုကွာကြိုးစားခြင်းပေမဲ့အချိန်မှမရတော့တာပဲဥပဒါယာကျုပ်ဘာလို့ရမှန်းမသိပဲခေါင်းကိုတပြင်းပြင်းကုတ်နေမိတယ်ဥပဒါကကုန်းကိုဝိုင်းရင်ကျုပ်ကိုပြုံပြုံကြီးကြည့်နေလို့ဗျာကျုပ်ကိုကြည့်ရတာဒီလောက်ပြောစရာကောင်းလို့လားဥပဒါယာမင်းစိတ်ညစ်နေတဲ့ပုံကချစ်ဖို့ကောင်းနေတာလीကွာအလက်ကောင်ယာဥပဒါကတော့လုံးတော့မယ်ဗျာဥပဒါကဒီလောက်ပြုံးနေပုံထောက်ရင်တော့ဒီ
ဒီအပင်ရှိတဲ့နေရာကိုတီးပြီးသားမဟုတ်လားဘာသာပါကွာမပိုင်ရင်ချင်းတော့မရဘူးလက်နာမှာဆိုးလို့ကျုပ်ပြောသွားပြီးတော့ဥပဒါကိုပြစ်ဖက်လိုက်မိတယ်ဗျာဒါဆိုရင်အပင်ရှိတဲ့နေရာကိုဥပဒါကြီးတီးတာပေါ့နော်မသိဘူးဟမ်ပြောတော့မပိုင်ရင်ချင်းတော့မရဘူးဆိုအပင်ရှိတဲ့နေရာကိုတော့မသိသေးဘူးဒါပေမဲ့အပင်ကိုရှာလို့ရမယ်မန္တန်တော့သိတယ်ကွာအဲ့ဒီလိုလှုပ်ဆန်းမှာဥပဒါရာအဲ့ဒီမန္တန်နဲ့ရှာရင်ရမှာပေါ့ရတယ်ငါမင်းကိုအဲ့ဒီမန္တန်တင်ပေးမယ်ငါကြောက်တဲ့မျက်စိနှလုံးနဲ့ရှာတာတဲ့မင်းမဝိုင်းရှာတော့မြန်မြန်တွေ့လေတာပေါ့ကွာဒါဆိုလည်းတင်ပေးပါဗျာဆေးဘက်ဝင်တဲ့အပင်တွေအဆောင်ရှောက်တွေကကွက်ထားတဲ့ပင်တွေကိုရှာမယ်ဆိုရင်ဒီမန္တန်လေးရွေးရတယ်ကွာအဲ့ဒါကတော့တစ်ပစ်ဆေးပင်တွေရှာတဲ့အခါမှာရွေးရတဲ့မန္တန်ပဲငါမိငငယ်ကဆေးပညာကိုတင်ယူတော့ကဝေကြီးကဒီမန္တန်ကိုတင်ပေးခဲ့တာကွာခက်တာကအမေကကဝေကြီးစီကဆေးပညာကို2ရက်ပဲတင်ယူလိုက်ရတယ်ဆိုပဲကဲလိုက်ဆိုကွာဥပဒါကမန္တန်ကိုထန်ကနိုင်ကြအတန်နေတန်ထားနဲ့ရွတ်ပြတယ်ဗျအစာပိုင်းသာရွတ်ရတာခက်တယ်လို့ပဲဗျလင်္ကာကောက်လောက်ရွတ်လို့လည်းပြီးရောရွတ်ရတာလည်းနည်းနည်းလွယ်သွားတယ်အဲ့ဒါလေးကိုပါဇက်ကရွတ်ပြီးလိုက်ရှာကြည့်ရမှာကွာလာကွာညတက်ကောင်တော့ကြော်ရော့ပေါ့တို့တွေတွားရှာကြမယ်ကွာဥပဒါကပြောတာနဲ့ကျုပ်လည်းသူ့နောက်ကိုလိုက်ခဲလိုက်တယ်ပါဇက်ကနေလည်းအိစာရောမေဘန်ဒီမန္တန်ကိုရွတ်ပြီးတော့တွားနေကြတော့မှာပဲကုန်းကမှုလေးတစ်ခုနားကိုရောက်လာခဲ့တယ်ဗျလာရောင်ကကုန်းကမှုလေးပေါ်ကိုထိုးကြနေတယ်ဗျအဲ့ဒီကုန်းပေါ်မှာကျက်တုံဥလိုဥကလေး၅ခုကဝိုင်းကြီးပပတ်ဒူဝေစော့နေတာမျိုးလှဲ့ပတ်ပြီးစော့နေကြတယ်ဗျဥကလေးကလူကြီးလက်သီးစိုးလောက်ရှိလောက်မယ်ထင်တယ်ဗျပုံစံကတော့ကျက်တုံဥကိုအခုနွားထားတဲ့ပုံနဲ့အတော်တူတယ်အညာဘက်မှာကျတော့အရွယ်ပြပြချွညွန်ကလေးတွေထွက်နေတယ်ဗျတချို့ကတက်ရွယ်ပဲထွက်တယ်တချို့ကတော့3-4ရွယ်ထွက်တယ်ပြိုဝိုင်းပုံစံလှဲ့ပတ်ရင်ကျက်သွားလိုက်ပြီးတော့ပြန်သူသွားလိုက်နေဖြစ်နေကြတယ်ကျုပ်ပြင်အံအော်လို့လက်ညှိုးထိုးပြီးဥပဒါဟိုမှာကြည့်ပါအောင်ဗျာကျက်တုံဥကလေးတွေကခုန်နေကြတယ်ဗျကျုပ်တန်လေးကြရောဥကလေးတွေကလုံးနဲ့တန်းစီပြီးထွက်ပြေးကြတယ်ဗျဥပဒါကအဲ့ဒီဥကလေးတွေကိုကြည့်ပြီးအဲ့ဒါဆေးတင်ငယ်ဥတွေကွာတငယ်နာအတွက်သုံးတဲ့ဆေးဥတွေမင်းကအော်လိုက်တော့သူတို့ကိုမြင်ရတယ်ဆိုပြီးပြေးပြီပေါ့ကျုပ်တိုင်မျိုးဆေးဥကိုတခါမှမမြင်ဘူးပါဘူးဗျာပုံမှန်ဆိုရင်ဘယ်မြင်ရမလဲကွာမင်းကခုနကမန္တန်ယူထားတာကိုကဲဆက်ချကြမယ်ကွာမန္တန်ယူလိုက်တော့မှတခါမှမမြင်ဘူးတဲ့အထူးဆန်းတွေအကုန်မြင်နေရတယ်မန္တန်တစ်ခါယူပြီးရင်3-4မိနစ်လောက်တော့အာနိတင်ကနေသေးတယ်စက်တိုက်ကြီးတစ်ဖွာဖွာယူနေစရာမလိုဘူးပေါ့ဗျာတနေရာရောက်တော့တစ်ပင်မော်ကိုမွေကြီးတစ်ကောင်တက်တယ်လို့နွေပင်ကြီးကဖတ်တက်သွားတာဗျနွေပင်ကြီးကတရွတ်ဝိုင်းကြီးတွေရှိတယ်ဥပဒါပြောတာကတော့ငကလေးနွယ်လို့တော့ပြောတာပဲဗျာတပင်နဲ့တပင်ကိုအမြဲကုခတ်သွားလာနေတတ်တဲ့အပင်ဆိုပဲတခါကျုပ်တို့ခေါင်းပေါ်ကနေတချက်ချက်နဲ့စက်ကူဆွန်တွေပြန်တယ်လို့မျိုးတရွတ်ဖဖကြီးတွေကပြန်နေတယ်ဗျအဲ့ဒီတရွတ်တွေကလူကြီးတယောက်လောက်ရှိမယ်ထင်တယ်စွန်နွေနဲ့တောင်တူပါသေးတယ်ဗျာတပင်ထိပ်ပြားမှာဝဲပြန်နေကြတာတရွတ်အောက်မှာတော့ဥကလေးလုံးကကပ်ပါနေတယ်ဥပဒါကအဲ့ဒါလီကမုံပဲတချို့ကလည်းကမုံပြန်လို့ဆိုတယ်လေပေါ်မှာပြန်ပြီးဝဲနေကြတာနာမည်နဲ့လည်းလိုက်ဖက်ပါပြီတယ်ဗျာတော့ကနက်လာလေးတစ်ပင်အစုံမြင်ရလေပဲကျုပ်တို့တခါမှမမြင်ဘူးတဲ့တစ်ပင်တွေပေါ့ဗျာမန္တန်အစွမ်းကြောင့်သာမြင်ရတာဗျကျုပ်တို့ရှားနေကြတာတနာရီနီးပါရှိနေပြီဗျဒါတော့မှစေကမြင့်သူအောင်ဆိုတာတခါမှမမြင်ရသေးဘူးဗျာဥပဒါကချွေးတွေကိုခေါင်းမောင်းကြီးနဲ့ဖြုတ်ပြီးတုတ်တယ်အလက်ကောင်ကြီးတို့တွေလူခွဲရှာကြမယ်မင်းကဟိုဘက်ကိုသွားငါကဒီဘက်ကိုသွားမယ်အပင်တွေးရင်ငါ့ကိုစိတ်ထဲကနေခေါ်လိုက်ဟုတ်ပြီလားအတန်မထွက်နဲ့နော်ကောင်းတယ်ဒါနဲ့ဆေးပင်ကဘယ်လိုပုံစံမျိုးလဲဆိုတာပြောဦးလေဗျာကျုံမှမမြင်ဘူးတာတစ်ပင်ကတော့1000-2000လောက်ပဲရှိမယ်ကွာအရွက်တူနဲ့အရွက်စားကလက်နှစ်သက်လောက်ရှိမယ်ထူးခြားတာကတော့အဲ့ဒီဆေးပင်ကတရွတ်တဲ့အကုန်လုံးသူ့အလိုလိုလှုပ်ခတ်နေလိမ့်မယ်ကွာအရန်စောတဲ့ကလေးတွေဆိုရင်ခမင်းတွေလိုလူကြီးတွေကပြောတယ်မဟုတ်လားဒီဆေးပင်လည်းအဲ့ဒီလိုပဲသူ့အလိုလိုလှုပ်ခတ်နေလို့ဆေးကမြင့်လို့ခေါ်တာကွာငါပြောတာမှတ်ထားနော်ဆေးပင်တွေ့ရင်ငါ့ကိုစိတ်ထဲကနေခေါ်လိုက်အတန်ထွက်လိုက်ပြီလို့ထွက်ပြေးသွားတော့မှမင်းရဲ့အမေတက်တလုံးကိုတချမ်းသေးကြီးနဲ့နေသွားရအောင်မယ်အရှိမတောင်ကုန်းကလေးပြဥပဒါကတောင်ကုန်းဘယ်ဘက်ကနေပတ်သွားတယ်ကျုပ်ကတောင်ကုန်းကိုညာဘက်ချမ်းကိုထွက်လာခဲ့တာပေါ့သွားနေတော့သိမကြခင်မှာပဲရေတံတွေကြားလိုက်ရတယ်ဗျရဲနေတာကတခက်ခက်နဲ့မိန်းကလေးရေတံတွေဗျကျုပ်အတန်ကြားရလိုက်သွားတော့ရေကန်လေးတစ်ကန်ကိုတွေးလိုက်ရတယ်ရေကန်ကလေးကတိတ်တော့မကျေပါဘူးဗျာ10ပေပတ်လေလောက်ပဲရှိမယ်ရေကန်ထဲမှာမိန်းကလေး3ယောက်ရေစင်းစိန်နေကြတယ်ဒါရအောင်မှာကန်ရီပင်ကဝင်းလက်တောက်ပနေတယ်ဗျာမိန်းကလေး3ယောက်ကလည်းပြူပိုးဝေးရေစင်းငါးကြီးတွေဗျရေစင်းစိန်နေတာဆိုတော့အဝတ်စားလည်းမပါဘူးပေါ့ဗျာကိုလုံးကိုပေါက်ကလည်းရှိုက်ဖို့ကြီးငယ်အသွတ်သွင်းနဲ့လုံကြီးပေါက်လာကြီးတွေဗျ
ဥစ္စာဆောင်တွေလားနတ်သမီးတွေလားမပြောတတ်ပါဘူးဗျာကျုပ်လည်းသူတို့ကိုကြည့်ရင်စိတ်ထဲမတင်မကြဖြစ်လာတယ်လှလိုက်တာကွာဓာကြီးတွေနဲ့သာနှစ်ပါသွားလိုက်ရရင်တော့ကျုပ်အံကိုကြည့်ပြီးရေရွတ်လိုက်မိတယ်ဒီလိုတိတ်ဆိတ်နေတဲ့အချိန်မှာယောက်ျားတစ်ယောက်ကဒီလိုမိန်းကလေးတွေတွေ့လိုက်ရရင်ဒိုင်မှုစိတ်ဖြစ်မှကျင်းနေတယ်ဗျကျုပ်ဖြင့်တွေးမယ်တော့ဇလန်းတွေကလို့နတ်သမီးလေးတွေရေလာချိုးတဲ့ကံကိုများရောက်နေသလားလို့စိတ်ထဲကနေတွေးလိုက်မိတယ်ဒီအချိန်ကျုပ်ဘုန်းကိုအနောက်ကနေကိုင်းလိုက်လို့ကျုပ်လမ်းဖြန့်ပြီးထောက်အောင်မိလိုက်တယ်လှည့်ကြည့်လိုက်တော့ခုနကလိုမိန်းကလေးတစ်ယောက်ပဲဗျာသူကကျုပ်ကိုကြည့်ပြီးပြုံးပြီးပြီးနေဗျကျုပ်ကိုယ်တော်သူကကြည့်ပြီးရှက်သွားလို့မျက်လွှာကိုချထားလိုက်တယ်ကျုပ်ခင်ဗျားတို့ကိုတမင်ချောင်းကြည့်တာမဟုတ်ပါဘူးဗျာရေစံကြားလို့ကြည့်လိုက်မိတာပါရပါတယ်အကိုရဲ့ဒါနဲ့ညီမတို့နဲ့အတူတခါတည်းရေလာချိုးပါလားမလုပ်ပါနဲ့ဗျာဆောင်းတွင်းကြီးဗျကျုပ်ချမ်းနေရေလည်းမချိုးချင်ပါဘူးဒီရေတွေကမအေးပါဘူးအကိုရဲ့လာပါလိုက်ခဲ့ပါကျုပ်လက်ကိုဒီမင်းကလေးကအတင်းဝင်ဆွဲတယ်ဗျာသူ့လက်ကလေးကလည်းနူးဖက်နေလိုက်တာမှပြောမနေပါနဲ့ကျုပ်အိမ်မက်ရောင်မက်သလိုအိတ်နေရင်ထားပြီးလမ်းလျှောက်သလိုဖြစ်နေပြီသူတို့အနောက်ကိုလိုက်သွားမိတယ်ဗျမင်းကလေးတွေကကျုပ်ကိုလူလူလလားနဲ့ဝိုင်းရံနေကြတယ်ကျုပ်လက်မောင်းတွေကိုကင်ပြီးကျုပ်ကိုပုတ်တက်ကြည်စဲနေကြတယ်အထီးတွေ့အောင်ဆိုတာဒါကိုပြောတာဖြစ်မယ်ဗျကျုပ်တို့ကလုံးကြက်သီးတွေထားလာပြီးတော့စိတ်တွေကလည်းဘလို့ကြီးဖြစ်နေမှန်းကိုမသိဘူးဗျရေကန်နဲ့ခြေစင်းလိုက်တော့ရေကလည်းနွးနွေးလေးဗျဒီမင်းကလေးတွေကလည်းကျုပ်ကိုအတင်းဆွဲပြီးတော့သူတို့နဲ့အတူတူရေချိုးခိုင်းမယ်ဆိုတာကြီးပဲသူတို့အဆွဲကောင်းတာနဲ့ကျုပ်လည်းစင်းကျင်ကျင်ဖြစ်နေပြီဗျာအရင်ဆုံးသူတို့ကကျုပ်ဝတ်ထားတဲ့ပစိုးတွေကိုဆွဲချွတ်ပြီးရေကန်ထဲကိုပြစ်လိုက်တယ်ဗျကျုပ်ရဲ့ဘောင်းမီတို့တွေဘာတွေကိုလည်းချွတ်ပြီးလွှင့်ပစ်ထည့်လိုက်တယ်ဗျာကျုပ်တို့ကလည်းအဝတ်စားမရှိတော့ပဲဖြစ်သွားတယ်သူတို့အတင်းဆွဲခေါ်လို့ကျုပ်ဆင်းမဲ့အလုံးမှာဥပဒါကြီးရောက်လာတယ်ဗျအလက်ကောင်မိရေကန်ထဲကိုမဆင်းရဘူးကွာဥပဒါကိုမြင်လိုက်တော့မှကျုပ်ကြောက်အံ့ဖြစ်သွားတယ်ဘာဖြစ်လို့လဲဥပဒါရေကန်ထဲရေစင်းချိုးမလို့မရဘူးလားမင်းတော်တော်တုံးအားတဲ့ကောင်ပဲအလက်ကောင်ရာဒီနေရာဒီဒေသမှာဒီလိုရေကန်မျိုးရှိတာမင်းတွေ့ဘူးလို့လားအဲ့ဒါတော့မတွေ့ဘူးဗျသူတို့လေးတွေကအတင်းခေါ်နေတာဆိုတော့အေးလက်ပြန်တက်ခဲ့အခုပြန်တက်ခဲ့ဥပဒါခေါ်တော့မင်းကလေးတွေကကျုပ်ကိုအတင်းဝိုင်းဆွဲကြတယ်အခုရဲ့ဒီလူကြီးအနောက်ကိုလိုက်မသွားပါနဲ့နှမတို့နဲ့ပဲအတူတူနေပါဥပဒါကတောက်တစ်ချက်ခောက်ပြီးအလက်ကောင်တက်လာခဲ့ဆိုတက်လာခဲ့လေကွာကျုပ်တက်ချင်ပါတယ်ဗျာသူတို့ကဆွဲထားလို့မင်းစိတ်ကအဓိကပါကွာမတက်ချင်ရင်လည်းသူတို့နဲ့သာတစ်သက်လုံးနေတော့ကွာတက်ပါမယ်ဗျာတက်ပါမယ်ကျုပ်ယုံလိုက်တော့ဒီမင်းကလေးတွေလည်းလှုပ်ပေးလိုက်ကြတယ်ဗျာဥပဒါနာရောက်တော့မှဥပဒါကကျုပ်ပခုံးကိုလက်နဲ့ပုတ်ထွက်လိုက်တယ်ကျုပ်ပြင်အရက်ကလန်လို့သွားတယ်လူတစ်ယောက်လိုဖြစ်သွားတော့တယ်ဗျာငါလာတာမြန်လို့ပေါ့ကွာငါသားနောက်ကျရင်မင်းသေးတာကြပေါ့ကျုပ်စိတ်တွေဘယ်လိုဖြစ်သွားမှန်းမသိဘူးဥပဒါမင်းသူတို့ကိုကြည့်ပြီးຢာကားစိတ်တွေဖြစ်သွားသေးတယ်မဟုတ်လားဖြစ်မိတာပေါ့ဗျာသူတို့ပုံလေးတွေကလည်းဖြစ်ချင်စရာပဲလေဗျာအေးကွာမင်းကတော့အပြစ်မဆိုးပါဘူးသူရောင်တွေနဲ့တွေ့ရင်မင်းမပြောနဲ့တချို့ဇန်ရတဲ့ရသေးတွေသူတော်စင်တွေတောင်မှဇန်လျှောရတတ်တယ်မဟုတ်လားတဏှာရာကဆိုတာလူတွေရဲ့စိတ်ကိုပိတ်လောင်လွှမ်းမှုဖုံးကွယ်စေတဲ့သဘောရှိတယ်ကွာတာမန်လူတွေမှာဒီလိုစိတ်တွေထောက်ကျလာခဲ့ရင်လူစီကန်းတွေလူချင်းဝိတွေကိုတောင်မှမမြင်နိုင်တော့ပဲဖောက်ပြသွားတတ်တာမျိုးကွာမင်းလည်းကြားဘူးမှာပေါ့ကွာဟုတ်ပါဗျာဒီမင်းကလေးတွေနောက်ကိုသာလိုက်သွားရင်ကျုပ်လည်းဘာဖြစ်မယ်ဟာဥပဒါဟိုမင်းကလေးတွေဘယ်ရောက်ကုန်တာလဲဗျခုနကရေကန်နေရာမှာဘာမှမရှိတော့ပဲကုန်းမြောင်လေးတစ်ခုပဲရှိတော့တယ်ဗျခုနကသာသူတို့ခေါ်တဲ့ရေကန်နဲ့ဆင်းလိုက်မိရင်မင်းအခုမြေအောက်ရောက်နေပြီအရှင်လက်လက်မြည်ဖို့အသက်ခံရမှာပဲကွာအာကြောက်စရာကောင်းလိုက်တာဗျာဒါနဲ့သူတို့ဘယ်ရောက်သွားတာလဲဟင်သိချင်ရင်မန်နန်ယူကြည့်ပေါ့ကွာကျုပ်ခုမှတတိယပြီးမန်နန်ယူထက်လိုက်တယ်ဗျမန်နန်၃ခေါက်လောက်အဆုံးမှာတော့အဲ့ဒီကုန်းပြောင်ကလေးပေါ်မှာတစ်ပင်လေးတွေပေါ်လာတယ်ဗျအပင်၅ပင်ကကုန်းပေါ်မှာတန်းစီပေါက်နေကြတယ်အားလုံးကလည်းအရွယ်တူတွေကြီးပဲအပင်တစ်ပင်ကို3000လောက်ရှိတယ်ဗျပြောင်းရွက်လိုအရွက်ရှိရှိလေး9ရွက်လောက်ပေါက်နေကြတယ်အရွက်တွေကလည်းလှုပ်ရမ်းပြီးတော့တစ်ခုနဲ့တစ်ခုထိခတ်နေကြတယ်ဗျလေမတိုက်ဖဲနဲ့ကိုတိတိတတကိုရမ်းနေတော့တာအဲ့ဒါစေကမြင်သူရောင်ပေါ့ကွာမင်းကလည်းကတွေးခဲ့တာအဲ့ဒီပင်မှာစောင့်ကြတဲ့ရုပ်ခပါလားတွေပဲကွာဒါဆိုသွားခုစို့ဗျာနေဦးကွာရုပ်ခပါလားတွေကိုငါတို့ကအနိုင်ယူလိုက်တာမဟုတ်ဘူးသူတို့ကတန်းတင်းနဲ့ငါတို့ကိုရန်ပြူအောင်ပါကွာငါအရင်ဆုံးတောပိုင်တောင်ပိုင်တွေကိုခွင်တောင်းလိုက်အောင်မယ်ဥပဒါကမျက်စိမိပြီးတော့ပွားစီရွတ်နေတယ်တောပိုင်တောင်ပိုင်တွေကဘာပြောတယ်လဲဗျခုနိုင်ဆိုရှိရင်ခူးပါတယ်ကွာဒါဆိုဘာဆောင်နေတာလဲဥပဒါရာဆက်လက်နဲ့တွေပြီးတော့ဖမ်းလိုက်ပါတော့လားဗျာငါကသူတို့ကိုပညာစွမ်းနေနဲ့မဖမ်းချင်ဘူးကွာဆေးသုံးပါဆိုတော့
သူတို့လိုချင်ရင်ပေးတာကိုပဲလိုချင်တာဒါမှလည်းအစွမ်းထွက်မှာဒါဆိုရင်သူတို့ပေးအောင်ဘယ်လိုလုပ်ကြမလဲသူတို့နဲ့ပညာပြန်ရမှာပေါ့ကွာဥပဒါကအရှိကိုလျှောက်သွားတယ်ကျုပ်ကသူ့အနောက်ကနေကြောင်အန်းနဲ့လိုက်သွားရတယ်အဲ့ဒါမှဒုက္ခပါပဲဗျာကျုပ်ကိုယ်လုံးမှာအဝတ်စားတွေမရှိဘူးဗျဝတ်လာတဲ့အဝတ်တွေကလည်းခုနကမင်းကလေးတွေရေကန်နဲ့ပြစ်ချလို့အကုန်ပါသွားပြီလေဗျာအချက်ကိုလက်နဲ့ဖက်နဲ့အုပ်ပြီးလိုက်လာခဲ့ရတယ်ဥပဒါကတီးပါတယ်ထင်တယ်ဗျာသူကောင်းမှပေါင်းထားတဲ့ခေါင်းပေါင်းတစ်ဖက်ကြီးကိုဖြုတ်ပေးတယ်ဗျအဲ့ဒါကြီးကိုခါမှခြိထားလိုက်တယ်မလုံတာတော့မလုံမှုပြိုခုခေတ်မင်းကလေးတွေပေါင်းလို့စကတ်ဝတ်ထားသလိုမျိုးဖြစ်နေတယ်ခြေစုတင်ပါတယ်ဥပဒါမလိုပါဘူးကွာအဲ့ဒီတစ်ဖက်ကိုလည်းငါ့ကိုပြန်မပေးနဲ့တော့ငါဒါကြီးပြန်မလို့ချင်တော့ဘူးကွာကုန်းကမူလေးနာကိုကတ်ခဲ့ရင်ဥပဒါကဖက်ခနဲ့ရက်လိုက်တယ်ကျိုးရှိကိုဆက်သွားလို့ဥပဒါကကျုပ်ကိုလက်နဲ့ဆွဲထားတယ်ဗျအလက်ကောင်အောက်ကိုကြည့်စမ်းခြေထောက်ကိုကြည့်လိုက်တော့မှတန်ဆူးကျိုးလိုမျိုးဆူးကျိုးကြီးတစ်ခုကိုတွေးလိုက်ရတယ်ဗျဆူးတွေကရှောက်ပင်အဆူးတွေလိုမျိုးချွန်ချွန်ကြီးတွေဗျအဲ့ဒါနဲ့ထိုးမိရင်ကုမရပဲဖြစ်သွားမယ်အလက်ကောင်ရာပြောနေတော့ရှိသေးတယ်အဲ့ဒီဆူးကျိုးကြီးကအသက်ဝင်လာပြီးတော့မွေတကောင်လိုဖြစ်ပြီးကျုပ်ခြေထောက်ကိုလှမ်းရိုက်ပါလေရောကြောက်ကြောက်လန့်လန့်နဲ့ခုံရှောင်လိုက်လို့သာဆူးကျိုးကြီးမထိတာဗျဥပဒါကဆူးကျိုးကိုတရွေးနဲ့ထူကနေဖမ်းထွေးလိုက်တာတရွေးလက်ထိရောဆူးကျိုးကြီးကတွန်းလင်ခောက်သွားပြီးတော့မြေကြီးထဲကိုရှော့ကနေဝင်သွားပါတော့တယ်ဥပဒါအရှိကတက်သွားပြီးလာဟေးမင်းတို့တွေကအကြီးဆုံးကဘယ်သူလဲကွာထွက်လာခဲ့စမ်းဥပဒါပြောလိုက်တော့အပင်ငါးပင်ကတဟီတဟားနဲ့ရဲတိုင်မျိုးစုံပြီးပြီးမြေပေါ်ကိုခုန်တက်လာကြတယ်ဗျာခုနကလိုဖြူဖြူဝဲမင်းကလေးတွေမဟုတ်ဘဲနဲ့စိန်သားဥလိုအညိုရောင်နုနုဆင်းရှိတဲ့မင်းကလေးတွေထွက်လာကြတယ်ဗျာဒီမင်းကလေးတွေအကုန်လုံးကလူသားအရွယ်စားနီးပါးလောက်ရှိတယ်ဗျာအလဲဆုံးကအပင်ကရှေ့ကိုတက်လာတယ်ဗျရှင်ကဘာလုပ်ချင်လို့လဲပျော်ပါချင်ရင်ကျမတို့နဲ့ပျော်ပါပြီးတော့ပြန်มาတော့လားငါကမင်းတို့နဲ့ပျော်ပါချင်တာမဟုတ်ဘူးကွာဒီကောင်လေးအမေအတွက်မင်းတို့ကိုစေးသုံးလို့ဒါကြောင့်လာခဲ့တာရှင်ပြောဖို့ရဆိုရင်ကျမတို့ဗိမာန်တွေကိုဖျက်ဆီးမယ်ကျမတို့ကိုဖျက်ဆီးမယ်ဆိုပါတော့မင်းတို့အကုန်လုံးကိုမဟုတ်ပါဘူးကွာငါကတပင်လောက်ရရင်ရပါပြီအေးဒါပေမဲ့ငါအစွမ်းနဲ့မင်းတို့ကိုအတင်းအဓမ္မမဖမ်းဆီးခြင်းဘူးမင်းတို့နဲ့ငါတရားမျက်မှတ်တတပြိုင်ဆိုင်ပြီးအနိုင်ရယူခြင်းနဲ့မင်းတို့ကြိုက်တဲ့နီလန်းနဲ့ငါ့ကိုစင်ခေါ်လို့ရတယ်ဟာဟာကောင်းပြီလေဒါဆိုရင်ရှင့်ရဲ့စိတ်ကိုစမ်းသပ်တဲ့နီးနဲ့ပြန်ရမယ်ကျမတို့ရှင့်ကိုဖျားယောင်တွေးဆောင်ကြည့်မယ်တကယ်လို့သာရှင့်ရဲ့စိတ်မှာတဏှာရာကားစိတ်ဖြစ်ပေါ်ခဲ့ရင်ရှင့်ရှုံးရလိမ့်မယ်ကောင်းပြီလေမင်းတို့ကြိုက်သလိုသာစမ်းသပ်ပြီးတော့ရှင်ဖြစ်ပါမလားကျမတို့စမ်းသပ်လာတဲ့ယောက်ျားမှန်သမျှဒီစမ်းသပ်ချက်ကိုမအောင်မြင်နိုင်ခဲ့ကြဘူးနော်ဥပဒါကခေါင်းညှိလိုက်တယ်အကြီးဆုံးဆေးပင်ကဥပဒါစီကိုလမ်းလျှောက်လာပြီးဥပဒါလက်ထဲကိုအနီရောင်အချီဂျိုးလေးတစ်ချောင်းပေးလိုက်တယ်အချီဂျိုးကလေးကတစ်ထောင်လောက်ရှိတယ်ဗျဟောဒီအချီဂျိုးလေးကိုကိုင်းထားပါတကယ်လို့ရှင့်ရဲ့ရကားစိတ်နှူးကြွလာပြီဆိုရင်ဒီအချီဂျိုးကလေးဟာမိုးပေါ်ကိုထောင်တက်လာလိမ့်မယ်အချီဂျိုးကလေးတန်လန်ကြီးဖြစ်သွားပြီဆိုရင်တော့ရှင်ရှုံးပြီဥပဒါကမိဘမှာတင်မလေးကိုထိုင်ချလိုက်တယ်ပြီးတော့မျက်စိကိုမိတ်လိုက်တယ်အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီးတော့မှကဲရပြီမင်းတို့စမ်းကျင်စမ်းကြတော့ဒါပေမဲ့တညာလုံးတော့စမ်းလို့မရဘူးဟေရပါတယ်ဟောဟိုမှာကြည့်လိုက်ပင်းကူတကောင်ကသူ့အိမ်ကလေးကိုစာပြီးတိဆောက်နေတယ်ကျမတို့ရှင်းကိုပင်းကူအိမ်ဆောက်ပြီးတဲ့အထိစမ်းတတ်မယ်ပင်းကူအိမ်ဆောက်ပြီးတဲ့အထိအချီဂျိုးကထောင်တက်မလာဘူးဆိုရင်ရှင်းနိုင်ပြီဥပဒါကတီတီငင်ငင်နဲ့ထိုင်းနေတယ်ဗျမိန်းကလေးတွေကကြုံနာကိုလာပြီးတော့ညွတ်တူအတန်းနဲ့ရှင်ကတော့ပွဲကြီးပြိတ္တလို့ပေါ်လို့လာပြောတယ်သူတို့အတန်းတွေကြားထားနဲ့တင်ကျုပ်ရည်နေတုံးလာတယ်ဗျဒီမိမတွေကသူရောင်မယ်တွေမို့လို့မပြောရဘူးတေပြီးညှို့ငင်နိုင်စွာရှိတာဗျသူတို့ရဲ့အတန်းသူတို့ရဲ့အကြည့်သူတို့ရဲ့အပြုံးတွေကတေပြီးဖမ်းစားနိုင်လို့နေဥပဒါတယောက်ဒီဖမ်းစားမှုတွေကိုခံနိုင်ပါမလားဗျစာပြီးဆိုတာနဲ့ဟိုမိမတွေကဥပဒါနားမှာထိုင်လိုက်ကြတယ်ဗျဥပဒါကိုအမျိုးမျိုးပုတ်တက်နေကြတယ်ဥပဒါကတော့တရားကိုမှတ်တယ်လို့အေးအေးဆေးဆေးစက်ထိုင်နေတယ်လက်တစ်ဖက်မှာကင်ထားတဲ့အရှိဂျိုးကလေးကတော့လက်ထဲတွဲလောင်းကလေးကြားနေတာပေါ့ဗျာတဲပင်ဘော်ကပင်ကူကလေးကလည်းသူ့အိမ်ကိုဖြည်းဖြည်းချင်းစောင့်နေတယ်ဗျကျုပ်ဖြင့်စိတ်တွေပူလိုက်တာမပြောပါနဲ့တော့ဗျာကူသာဆောက်ပြီးလို့ရမယ်ဆိုရင်ပင်ကူကလေးကိုအင်ကူဆောက်ပေးခြင်းလိုက်တာဗျာဟိုမိမတွေကအတန်တွေနဲ့ဥပဒါကိုအမျိုးမျိုးပြောဆိုကြတယ်အထီးတွေနဲ့အမျိုးမျိုးအာယုံဖမ်းစားနေကြတယ်ဗျကျုပ်ကသာဒီလိုလာဆန်းလို့ကတော့9စက္ကန့်တောင်ခံမယ်မထင်ပါဘူးဗျာတော်တော်ကြာတဲ့အထိဥပဒါကဘယ်လို့မှမနေဘူးဗျပင်းကူလေးတောင်အင်တဖြည်းဖြည်းနဲ့ပြေးလာတော့မယ်ဒါပေမဲ့တချီမှာတော့ဥပဒါကန်ထားတဲ့အချီဂျိုးကလေးကတဖြည်းဖြည်းလှုပ်ရှားလာတယ်ပြီးတော့တဖြည်းဖြည်းထောင်တက်လာတယ်ဗျာထောင်တက်လာတဲ့ပုံစံကလည်းစပီးကျုပ်ကိုလေထိုးထားသလို
တဖြည်းဖြည်းချင်းထိုးလာတယ်လို့မျိုးတဆင်ချင်းထောင်းလာတာဗျသူရောက်မယ်တယောက်ကဟာဟာရှင်းစရာကြီးရှုံးပြီကျုပ်ကလက်ကပြလိုက်ပြီနေအောင်သူကင်ထားတဲ့အချီကျိုးကတချောင်းလုံးမထောင်းသေးဘူးထိပ်ဘက်တွေလဲကျနေသေးတယ်ဒါဆိုရင်လေပိုပြီးထောင်းသွားအောင်လုပ်လိုက်တာပေါ့သူရောက်မယ်တွေကဝိုင်းဖျက်ရောင်းကြတော့ဥပဒါလက်ထဲကအချီကျိုးလေးကတထွာလောက်အထိကိုထောင်တက်လာတယ်ဗျာထိပ်ဘက်တွေကတော့ဘေးကိုလဲကျနေသေးတယ်အဲ့ဒီကနေတဖြည်းဖြည်းထောင်တက်လာပြီးတော့နောက်ဆုံးတော့လက်လေးလုံးစာလောက်ပဲကျန်တော့တယ်ကျုပ်ဖြစ်စိတ်လှုပ်ရှားလုံးလို့ကုလက်ကိုပြန်ကြိုက်ထားမိတယ်ဗျဒီတိုင်းဆိုရင်ဥပဒါရှုံးတော့မှာပဲဗျဥပဒါရောနည်းနည်းလောက်တင်းခံထားပါအောင်ဆိုပြီးစိတ်ထဲကနေအားပေးနေမိတယ်ဗျထောင်တက်နေတဲ့အချီကျိုးကတဖြည်းဖြည်းနဲ့ပြန်ပြီးရောကျလာတယ်တဖြည်းဖြည်းရောကျလာရင်တထွာလောက်ပဲရှိတော့တယ်သူရောင်မယ်တွေလည်းအံ့ဩသွားတဲ့ပုံပဲဗျမခန်းကြီးစိမ့်နဲ့ဥပဒါကိုဆက်ပြီးဖျောင်းကြရင်ပင်းကူလေးကအိမ်ဆောက်ပြီးသွားတော့ကျုပ်လည်းထားអော်လိုက်ရတော့တယ်ပွဲကပြီးပြီလေဗျာဥပဒါကသူရောင်မယ်တွေရဲ့ဖျောင်းမှုကနေလွတ်မြောက်သွားခဲ့ပြီဟိုမိမတွေလည်းတိတ်မကျဉ်နေဘူးပေါ့ဗျာဥပဒါကမျက်လုံးတွေဖွင့်ပြီးတဟားဟားနဲ့ရဲတယ်ကဲငါအောင်ပြီမင်းတို့ကလေးကိုမင်းတီတော့ကောင်းပါပြီရှင်ကျမတို့ကိုအခုပဲဖမ်းယူလိုက်ပါတော့ကျန်တဲ့သူရောင်မယ်တွေကသူရောင်မအကြီးဆုံးကိုကြည့်ပြီးငိုကြယူကြတယ်ဗျဥပဒါကပစိုးတွေဘာတွေပြင်ဝစ်ပြီးသူတို့ဖျောင်းနာကိုတင်းခံရတာတော်တော်မလွယ်ဘူးဟေဒီမိမတွေကအာယုံ၅ပါးကိုအသုံးချပြီးတော့ငါ့ကိုမြှူဆွဲကြတာစိတ်အာယုံကိုဖန်ဆာပြီးဖျောင်းတဲ့အခါငါစိတ်တက်ကရာကားတွေဖြစ်သွားမိသေးတယ်ကွာနောက်မှဓာတွေကတကယ်မဟုတ်ပဲဖျောင်းမှုတက်တက်လို့တီးလိုက်တာနဲ့စိတ်ကိုပြန်ထိန်နိုင်ခဲ့တာကွာဒါပေါ့ဥပဒါယာကျုပ်ဆိုတင်းမဲ့ခံနိုင်လို့အဝတ်စားတွေတခုမှတော့မရှိတော့ဘူးမဟုတ်လားကျုပ်တို့စကားပြောနေတော့စေလုံးတလုံးမိုးပေါ်ကနေပြန်ကျလာပြီးသူရောင်မယ်ကြီးကိုထိသွားတယ်ဗျသူရောင်မယ်ကြီးဆိုရင်အော်ဟစ်ပြီးမြေမှာလူလူနေတယ်ကျန်တဲ့သူရောင်တွေကပြီးကလာကြတယ်မမကြီးဘာဖြစ်တာလဲတွားတော့နင်တို့ပြေးကြတော့ဒီလူတွေကလူယုံမာတွေဟာကျုံနဲ့ဥပဒါဟိုဒီကြည့်မိတယ်ဗျာသူရောင်မယ်တွေထွက်ပြေးကြတဲ့အချိန်စေလုံးကလေးတွေထွက်လာပြီးသူတို့ကိုထိမှန်ကုန်ကြတယ်သူရောင်မယ်9ယောက်စလုံးမြေကြီးမှာလူလူနေကြတဲ့အခါတစ်ပင်တပင်ပေါ်ကနေဦးဆိုင်ကြီးတယောက်လွှားကနေခုန်ဆင်းလာတယ်ဗျဦးဆိုင်ကြီးခင်ဗျဘာလုပ်တာလဲဘာလို့ရမှာလဲကွာသူရောင်မယ်တွေကိုဖမ်းလိုက်တာလေကွာကျုံမေကိုကူးဖို့ဒီ9ယောက်စလုံးကိုဖမ်းစရာလူလူလားဗျာကျုပ်ပြောလိုက်တော့ဦးဆိုင်ကြီးကတဟားနဲ့ကိုရေရောဗျာမင်းအမေကိုကူးဖို့ဒီသူရောင်မယ်တွေကိုမလိုပါဘူးကွာဟင်ဒါဖြင့်စေကမြင့်သူရောင်လိုရဲဆိုးဗျဒါကတော့ငါကဒီဒေသကလူမဟုတ်တော့ဒီသူရောင်မင်းတွေဘယ်မှာရှိရဆိုတာကိုမသိဘူးလေကွာမင်းတို့နှစ်ယောက်နောက်ကနေလိုက်လာတော့မှတွေ့တာမဟုတ်လားဥပဒါကတောက်တစ်ချက်ခောက်လိုက်တယ်ဒီကောင်လူယုံမှာပဲလက်ကောင်ရာသူကမင်းကိုရောငါ့ကိုပါအသုံးချသွားတာဟမ်ဥပဒါပြောတာတကယ်လားအိုးကွာကြားကြိုက်ပါတယ်ဆိုမှအပေါက်ကလေးနဲ့လာမင်းနေပြန်ပြီဦးဆိုင်ကြီးကခေါင်းကျင်ရင်ဟုတ်တယ်တကယ်တော့မင်းတို့ကငါအသုံးချလိုက်တာကွာရွာဦးကျောင်းဆရာတော်ကမင်းနဲ့ဥပဒါအကြောင်းကိုငါ့ကိုပြောဘူးပြီးသားငါကလည်းစေကင်းမြင့်သူရောင်လိုနေတဲ့သူဆိုတော့မင်းတို့ကိုမေးဆန်းကြည့်မယ်ဆိုပြီးကြိုတင်တွေးပြီးသားပါကံကောင်းသွားတာကမင်းကငါ့ကိုလာကက်တာပဲကောင်းလေးရာဥပဒါကဒီတိုင်းမင်းပြောမှမဟုတ်တာတကယ်လို့မင်းကသူ့ကိုအကူအညီတောင်းနေဆိုရင်သူမကူညီလို့ဘယ်ရတော့မလဲကွာဒါဆိုကျုံမေကိုလွတ်လိုက်တာခမရပေါ့ဗျတောင်းမှမှာတယ်ကွာငါလည်းဒီလိုနီမသုံးချင်ပါဘူးမသုံးမဖြစ်လို့သာတုံးလိုက်ရတာပါဘာမှမဘူးနဲ့ငါလိုချင်တဲ့ဆေးတွေရပြီဆိုရင်မင်းအမေကိုအကောင်းဘက်တီဖြစ်သွားအောင်ငါပြန်လုပ်ပေးမယ်စစ်တစ်ခုပေးခဲ့မယ်ကွာကျုပ်ဆိုဒေါသတွေထွန်းနေမိတယ်ဗျာဥပဒါကကျုပ်လက်တွေကိုဆွဲထားတယ်ခမအဲ့ဒီဆေးပင်တွေကိုဘာလို့မှလဲဆိုင်ကြီးဥပဒါကမေးတယ်ဗျာဦးဆိုင်ကြီးကခொနကမြေပြင်ပေါ်မှာလဲကျနေတဲ့သူရောင်မယ်တွေကိုခေါင်းမှာပေါက်နေတဲ့အရွက်ကလေးကကင်ပြီးမြေပေါ်ကျိုးတိုက်ဆွဲချလာတယ်ကုန်းကမူလေးရဲ့အလဲမှာသူရောင်မယ်တွေကိုစုပြုံနေတယ်ဗျာကျုပ်ဒီကလိုချင်တာကစေကမြင့်သူရောင်မဟုတ်ဘူးဗျဝိဇ္ဇာသူရောင်ဆိုတဲ့သူရောင်မယ်ကိုလိုချင်တာဝိဇ္ဇာသူရောင်ကလူလောကမှာမပေါက်ဘူးလေကွာဟုတ်ပါတယ်ဒါပေမဲ့ခမမသိသေးတာတခုရှိသေးတယ်ဥပဒါသူရောင်တွေမှာလည်းလူတွေလိုယာတုအစင်တန်းတွေရှိတယ်ကမုံသူရောင်10ယောက်ကိုဆေးသူရောင်တယောက်ကအုပ်ချုပ်တယ်ဆေးသူရောင်10ယောက်ကိုစေကမြင့်သူရောင်တယောက်ကအုပ်ချုပ်တယ်စေကမြင့်သူရောင်10ယောက်ကိုဝိဇ္ဇာသူရောင်တယောက်ကအုပ်ချုပ်တယ်ဗျသူရောင်တွေကမြေကြီးထဲကနေတဆင်စင်အချင်းချင်းဆက်သွယ်ကြတယ်ဒီသူရောင်တွေကိုရဖို့ကျုပ်ကမုံသူရောင်အကောင့်1000ကိုဖမ်းပြီးမေးခဲ့ရတယ်သူတို့ညွှန်ပြတဲ့ဆေးသူရောင်အကောင့်100ကိုထပ်ဖမ်းပြီးမေးရမြန်ရပြန်တယ်နောက်ဆုံးမှစေကမြင့်သူရောင်တွေရဲ့နေရာကိုသိရတာဒါတော့မှအတိအကျသိရတာမဟုတ်ဘူးဒီအရက်ဒီဒေသမှာရှိတာဆိုတာကိုပဲသိရတာဒီအရက်ကိုကျုပ်လာပြီးရှာနေခဲ့တာ
3 ပတ်နီးပါရှိပြီကံကောင်းကျင်တော့ခမရတို့ပြန်လာတာနဲ့စုံခဲ့တာပဲအခုတော့ကျုပ်လိုချင်တာရပြီဗျာသူတို့ငါးကောင်ကိုညှင်းဆဲပြီးမေးလိုက်ရင်ဝိဇ္ဇာသူရောက်မယ်ရှိမဲ့နေရာကိုတီးလောက်ပါရဲ့ဦးဆိုင်ကြီးကသူရောက်မယ်တွေကိုကြိုးချီတစ်ခုနဲ့ချီးနေတာဗျကျုပ်ကဥပဒါကိုလက်ကုပ်တော့ဥပဒါကခေါင်းခါပြတယ်သူကိစ္စတွေငါတို့ဝင်မပါတင်ဘူးကွာမင်းအမေတွေစေတောင်းပြီးတို့တွေပြန်ရရအောင်ဟုတ်တယ်ဦးဆိုင်ကြီးအမေတွေဖြည့်ဆည်းပေးပါခမရလိုချင်တာရပြီဆိုတော့ကျုပ်တို့ပြန်တော့မယ်ဒီလောက်လွယ်လွယ်နဲ့ပြန်လို့ရမလားကွာငါလိုချင်တာအပြည့်မှမရသေးတာတဝက်ပဲရသေးတယ်ငါလိုချင်တာအကုန်ရတော့မှမင်းတို့ကိုဆေးပေးမယ်ဟေးကောင်ဆိုင်ကြီးမင်းပေးမလားမပေးဘူးလားမင်းမပေးရင်မင်းကငါစော်ထဲလိုက်ရမလားဦးဆိုင်ကြီးကဥပဒါကိုလှည့်ကြည့်ပြီးခမရကျုပ်ကိုတတ်ချင်ရင်တတ်လိုက်လေဗျာကျုပ်သေးမှမကြောက်ပါဘူးဒါပေမဲ့ဟိုကောင်လေးရဲ့အမေတစ်သလုံးကိုတချမ်းတည်ပြီးနေတော့ရမှာကိုတော့ကျုပ်စိတ်ပူမိတယ်ဗျာဥပဒါသူ့ကိုစော်ထဲလိုက်ဗျာသူ့အထက်မှာဖြည့်စည်းတော့ရှိမယ်တင်တယ်ငါကဒီလောက်အရေးကြီးတဲ့ဈေးကိုနဲ့မှကွာစောင့်ထားရအောင်ယူနေတာမှမဟုတ်တာပဲကွာဒီဈေးရှိတဲ့နေရာကိုငါကြောက်တဲ့တိတာကွာငါတည်ရင်အဲ့ဒီစီလဲပျောက်ပြီးမင်းအမေလဲဘဝဆုံးပြီပေါ့ကွာဥပဒါကကျုပ်ကိုဆွဲထားတယ်မင်းတို့ဘာမှလုပ်ရမလိုပါဘူးကွာငါပညာဘယ်လောက်စွမ်းနေဆိုတာကိုဘေးနားကနေအေးစီစီကြည့်နေကြစမ်းပါကွာဦးဆိုင်ကြီးကသူ့ရောင်မေတွေနားကိုသွားပြီးပြောစမ်းနင်တို့ရဲ့ဆရာဝိဇ္ဇာသူရောင်မေဘယ်နေရာမှာရှိတယ်လဲမသိဘူးရှင်မာရီပြောနေတာလေဩငါကအကောင်မင်းနေတာကိုမင်းတို့ကမဖြေချင်ဘူးပေါ့ဦးဆိုင်ကြီးကလွယ်တဲ့ကစေးမုံတွေထုတ်ပြီးတော့ပတ်ထက်လိုက်တယ်ဗျာသူရောင်မေတွေအတန်သေးတန်ကြောင်နဲ့អော်ပြီးလွတ်လွတ်နေပြန်နေဗျာမင်းတို့မြန်ပြောရင်မြန်လွတ်မြောက်မယ်လှုပ်ဆမ်းမှာအသားနာမခံချင်စမ်းပါနဲ့ပြောလိုက်စမ်းပါမပြောဘူးတီလည်းမတီဘူးဦးဆိုင်ကြီးကလက်ထက်ကစေးမုံတွေနဲ့ခေါင်းမုတ်ကိုဖြူထည့်ပြန်နေဗျာသူရောင်မေတွေလည်းအော်ကြဟိတ်ကြနဲ့တောအုပ်တစ်ခုလုံးစူညံပွက်လို့ရိုက်နေတာပေါ့သူရောင်မေတွေကလည်းတင်းခံနေဗျလုံးဝကိုမပြောဘူးဒီတခါတော့ဦးဆိုင်ကြီးကသူ့လက်ထက်ကစေးချိန်လုံးနဲ့သူရောင်မေတွေရဲ့အသားကိုအသားဖီဖီဆွဲလိုက်တယ်သူရောင်မေတွေရဲ့ကိုလုံးမှာဓာတ်နဲ့အမုန်းခံရတယ်လို့အစင်ကြောင်ကြီးဖြစ်ကုန်တာဗျာအဲ့ဒီဓာတ်ခွဲရတဲ့အပေါ်ကိုအဖြူမုံတွေကျဲပက်ထလိုက်တာသူရောင်မေတွေအကုန်လုံးထွန်းထွန်းလူကုန်ကြတာမြင်မကောင်းဘူးပြို့ကျုပ်တို့ဘေးကနေကြည့်နေလူတော်မှတော်တော်လေးကိုတနာမိတယ်ဗျသူတို့ကိုယ်တိုင်ဆိုဘလောက်ခံရခဲ့မယ်ဆိုတာမှန်းသာကြည့်ပြီးတော့အဲ့ဒီလိုနှိမ့်စက်နေရင်နိုင်ဝဲလောက်နေတော့တောအုပ်ကြီးတစ်ခုလုံးလေးပြတစ်ချက်ဝိလက်တယ်လို့မျိုးဝုံဝင်နဲ့လှုပ်ရန်သွားပါလီရောဗျာတစ်ပင်တွေကြားထဲကနေမြူလိုလိုအငွေကြီးတွေတိုးထွက်လာပြီးပန်းဝင်းကြီးတစ်ခုလုံးကိုအုပ်ဆိုင်သွားတော့တယ်ထူးတာတော့ထူးနေပြီဗျာအဲ့ဒီနောက်တော့အမွှေးနှံနေမွေးပြနေတာပဲဗျာအဲ့ဒီအမွှေးနှံကဖမ်းမောင်းတစ်ထောင်လောက်ပြန်တူမွေးနေတဲ့အနံမျိုးဗျာဒီလောက်မွေးတဲ့အနံကိုကျုပ်တကားမှမရဘူးဗျာမြူကူးတွေကြားထဲကနေမင်းကလေးတယောက်ထွက်လာတယ်ဗျမင်းကလေးကချောလိုက်တာမှရွှေစင်ရမင်းအယုတ်ကလေးတိုင်းမှာပဲဗျာနောက်ဝေနန်းစားတွေဝှစ်ဆင်ထားပြီးတော့အသားလေးကလည်းရွှေလိုဝင်းပြီးအိစက်နေတာပါပဲဦးဆိုင်ကြီးတော့မှဒီမင်းကလေးကိုကြောက်အန်းနဲ့ချိနေမိတယ်မင်းပဲသူလဲမင်းကလေးကျုပ်ကရုပ်ကမှုဒေဝီပဲရုပ်ကမှုဆိုတော့တစ်ပင်နဲ့ဆိုင်နေဒေဝီဆိုတော့နတ်မင်းမပေါ့မင်းကဝိဇ္ဇာသူရောင်မယ်လားမဟုတ်ဘူးကျုပ်ကနတ်သူရောင်ဦးဆိုင်ကြီးမျက်မှောင်ကိုကျုပ်လိုက်ပြီးနတ်သူရောင်ဟုတ်လားဒါမျိုးကိုငါတခါမှမကြားဘူးပါဘူးနတ်သူရောင်ဆိုတာသူရောင်မင်းကိုအပိုင်စားရတဲ့နတ်ပဲဝိဇ္ဇာသူရောင်10ယောက်ရဲ့အကဲချုပ်ဆိုရင်လည်းမမှားဘူးပေါ့ဝိဇ္ဇာသူရောင်ဆိုတာရှင်ထင်သားသလိုမဟုတ်ဘူးသူတို့ကနတ်သူရောင်မင်းကနေရှောက်သွားလို့မရဘူးသူရောင်မင်းကနေကြွေကြသွားပြီဆိုရင်တနေ့တညအချိန်တွင်းမှာပဲပုတ်ဝဲပျက်စီးသွားတတ်တယ်ဦးဆိုင်ကြီးကကြည်ကြည်နက်နက်ကြီးပြုံးရရင်နေနာပဲဟေငါလိုချင်တာတဲ့အစင်းမြင်တာရောက်လာပြီပဲကွာရှင်သူတို့ကိုဘာဖြစ်လို့နှိမ့်ဆက်နေရတာလဲဘာဖြစ်ရမှာလဲကွာငါသူရောင်သီးလိုချင်တယ်ငါကိုဝိဇ္ဇာသူရောင်မယ်တယောက်ပေးရင်ပေးမပေးရင်သူတို့တွေကိုဆက်ပြီးတော့ညှင်းဆဲမယ်မင်းသူတို့တွေကိုညှင်းဆဲခံနေရတာကိုမကြည့်ရဘူးဆိုရင်ငါကိုသူရောင်သီးတစ်လုံးပေးပါသူရောင်သီးကလူသားတွေနဲ့မအပ်ဆက်ဘူးရှင်ကဘာလို့ရှင်လို့လဲငါစီမှာဂုတ်တာတိတ်ထိဈေးတော်ကြီးရှိတယ်ကွာအဲ့ဒီဈေးတော်ကြီးကိုမလိမ့်ကြံပြီးသူရောင်မယ်နဲ့ဆက်ဆံလိုက်မယ်ဆိုရင်ဝိဇ္ဇာဇောကြီးတွေလိုတိတ်ထိ10ပါးမြောက်ပြီးချက်ချင်းလက်ငယ်ဝိဇ္ဇာဖြစ်သွားမှာကွာရှင်တော်တော်ယူနှမ်းတာပဲဒီလိုလွတ်ယုံနဲ့ဝိဇ္ဇာဖြစ်မတတ်လားဘာမှအပိုးတွေမပြောနဲ့မင်းငါ့ကိုသူရောင်တီးပေးမလားသူတို့ကိုညှင်းဆဲတာကြည့်မလားကောင်းပြီလေရှင်လိုချင်တဲ့သူရောင်တီးပေးမယ်သူတို့ကိုသာလှုပ်ပေးလိုက်ပါနတ်သူရောင်ကလက်ဝါးပြန်းလိုက်တာလက်ဝါးထဲမှာပန်းမွင့်ကလေးတစ်ပွင့်ပေါ်လာတယ်ဗျအဲ့ဒီပန်းမွင့်ကလေးကချက်ချင်းကြီးထွားလာပြီးတော့ကလေးမလေးတယောက်အိတ်နေတဲ့ပုံစံဖြစ်သွားတယ်ဗျမိန်းကလေးကကွက်ကွက်လေးအိတ်နေတာဗျ
အဲ့ဒီကလေးမလေးကတဖြည်းဖြည်းကြီးထွားလာပြီးတော့နောက်ဆုံးလူပုံစံအရွယ်စားလောက်ဖြစ်သွားတယ်ကိုရင်ငါတွေဖွင့်ထွားလာတယ်ဗျသူရောင်ကြီးဆိုတာကိုလည်းချုပ်လေအခုမှမြင်ဘူးတော့တာပုံစံကလုံးလုံးဝဝိုင်းကြီးဗျလူမင်းမတယောက်ခွေပြီးအိတ်နေတဲ့ပုံစံပဲကျုပ်စားကထင်တာကသူရောင်ကြီးဆိုတာလူတို့တနှောင်ကြီးဖြစ်မယ်လို့ထင်တာပေါ့ဗျာနတ်သူရောင်ကသူရောင်ကြီးကိုမြေပေါ်မှာချပေးလိုက်တဲ့အချိန်မှာသူရောင်ကြီးကနိုးလာပြီးမင်းကလေးတယောက်ဖြစ်ပြောင်းသွားတယ်အဲ့ဒီမင်းကလေးကကျုပ်ကနဲ့ကတွေးခဲ့တဲ့သူရောင်မဲတွေတဲ့10သားလောက်ကိုချောမော့တယ်ရှင်သူတို့ကိုလွတ်ပေးလိုက်ပါတော့ဦးဆိုင်ကြီးကသူရောင်မဲတွေရဲ့ခေါင်းမှာချီထားတဲ့ကျိုးတွေကိုဖျက်တော့ပေးလိုက်တယ်ပြီးတော့သူ့လက်အိတ်ကိုဖွင့်ပြီးဆေးပလင်းညူညူကြီးတစ်လုံးကိုထိုးလိုက်တယ်ဗျာအဝတ်စားတွေချွတ်ပြီးတော့အဲ့ဒီဆေးပလင်းတွေကဆေးတွေကိုသူ့တကူလုံးမှာလိမ့်ကြံလိုက်ပါတော့တယ်ဖိုးနေရကိုတော့ပိုပိုတတလေးကိုလောင်းတယ်လိမ့်နာဗျပြီးတာနဲ့သူရောင်မဲကိုပြေးဆွဲတော့တာပါပဲသူရောင်မဲကိုဖက်လိုက်တာနဲ့သူရောင်မဲရဲ့ကိုလုံးကစူးညွန့်ကြီးတွေထွက်လာပြီးဦးဆိုင်ကြီးတကူလုံးကိုစူးတွေနဲ့ထိုးမိသွားပါတော့တယ်ဦးဆိုင်ကြီးလည်းអော်လိုက်တာမှကြောက်စရာကြီးဗျာသူရောင်မဲကဦးဆိုင်ကြီးကိုပွေ့ဖက်ပြီးမြေကြီးအောက်ကိုဆွဲချခေါ်သွားပါလေရောနတ်သူရောင်ကတဟားနဲ့ရဲတယ်ဗျအတန်ကယောက်ျားဆန်ကြီးပို့ပြီးတော့တိတိကျကျပြောရရင်ဥပဒါရေဆန်ကြီးနဲ့တူးနေတယ်နတ်သူရောင်ကလက်ခုပ်တီးလိုက်တာလူလဲပြောက်ခုနက်ကမြူတွေလည်းပြက်ကုန်သွားပါတော့တယ်မူမူကြီးရက်နေတဲ့ဥပဒါကအခုမှအတိပြောင်းဝင်လာသလိုပဲဗျသူရောင်မဲ9ယောက်ကအနားကိုပြန်ကပ်လာတယ်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဥပဒါကိုကြည့်ပြီးဒီလိုပြောတာဗျကျုပ်ပြင်ဘာမှကိုနားမလည်နိုင်တော့ဘူးဥပဒါသူတို့ဘာတွေပြောနေတာလဲတကယ်တော့ခုနကနတ်သူရောင်ဆိုတာအခြားသူမဟုတ်ဘူးကွာငါကဆိုင်ကြီးကိုတမင်တက်တက်လှည့်စားလိုက်တာစူးတွေစူးပြီးမြေရောက်ကိုဆွဲခေါ်သွားတာကြတော့ဒီညီမတွေလှုပ်တာပေါ့ကွာအော်ဒီလိုလားမသိပါဘူးဗျာကျုပ်ကတကယ်ပဲနတ်သူရောင်ရှိသလားလို့ဒီလိုပဲသူရောင်အောင်ဖိရတာပေါ့ကွာသူလိုချင်တာသူရောင်သီးမဟုတ်လားကွာလူဆိုတာကိုလိုချင်တဲ့အရာတစ်ခုကိုတန်းတန်းလိုချင်ရတယ်မဟုတ်လားအဲ့ဒီနီးနဲ့ဆိုင်ကြီးကိုဖျက်အောင်လိုက်တာပေါ့ကွာဥပဒါကပိုင်မာပြီတယ်ဗျာခုနကဦးဆိုင်ကြီးဘယ်ရောက်သွားပြီလဲဟင်မြေရောက်အတောင်100လောက်အနက်မှာမြုပ်ခံထားရပြီထင်ပါခမရတို့လှုပ်လိုက်တာလဲကြောက်စရာကြီးဗျာသူတော်ကျမတို့ကိုနှိမ့်ဆက်ခဲ့သေးတာပဲသူ့ကိုဒီလိုပြန်လုပ်တာမကောင်းဘူးလားအဲ့ဒါမှဒုက္ခပဲဗျာအမေတို့ဖြည်းစည်းကမရှိတော့ဘူးဗျာဦးဆိုင်ကြီးကြံခဲ့တဲ့လွယ်ကြီးကိုမှွေနောက်ရှာတော့လေဘာစီမံမသိတဲ့ဆေးတွေအမျိုး100ကျော်လောက်ထွက်လာတယ်ဥပဒါလည်းဆေးတွေကိုကြည့်ပြီးခေါင်းကုတ်တယ်ဗျာငါပင်သာဆေးပညာတက်ခဲ့ရင်ငါလည်းတက်ခဲ့မှာကွာအခုတော့ဘာဆေးတွေမှကိုမသိပါဘူးကွာရှင်တို့ပြောပုံအရရှင့်အမေကကိုတချမ်းတည်နေတာမဟုတ်လားဒါဆိုရင်တော့ဗမာမပူနဲ့စေကမြင်းဆိုတာအကျော်ယောဂအတွက်နတ်စီတစ်ပါးပါပဲသူရောင်မဲအကြီးကသူ့ပကုံးကိုလက်နဲ့ပုတ်ထည့်လိုက်တာလက်မောင်းရင်းကနေလက်ပြက်ကြီးပြုတ်ကျသွားတယ်ဗျာအဲ့ဒီလက်ပြက်ကြီးကိုကျုပ်ကိုပေးတယ်ဒီလောက်ဆိုရင်ရှင့်မေအတွက်စေအတုံးလောက်မှာပါကျေးဇူးတင်ပါတယ်ဗျာမလိုပါဘူးရှင်တို့သာမကယ်ရင်ခုနကဆေးစရာကြီးကကျမတို့ကိုအမျိုးမျိုးညှင်းဆဲပြီးတက်ဖြတ်တော့မှာရှင်တို့ကူညီခဲ့တဲ့အတွက်ကျမပြန်ပြီးကူညီတဲ့သဘောပါသူရောင်မဲကြီးကမိုးဘောက်ကိုကြည့်ရင်အဝင်နှက်ကန်နီးလာပြီးကျမတို့လည်းပြန်ပြီးဝင်ရတော့မယ်အဲ့ဒီလိုပြောပြီးသူရောင်မဲ9ယောက်ကျုပ်ကိုလက်ပြနှုတ်ဆက်ရင်မြေကြီးတဲကိုဝင်သွားကြပါရောဗျာကျုပ်တို့လည်းပြောသွားရောကျုပ်လက်ထက်ကသူရောင်မဲရဲ့လက်ကြီးဟာလက်တညိုးစာလောက်ရှိတဲ့ဆင်းမြေလေးတစ်ခုပြပြောင်းကျန်နေခဲ့ပါတယ်ဆင်းမြေကလေးကတခြားကြည့်ရင်လူလက်ကလေးပုံစံနဲ့တောင်တူတယ်ဗျလူကျင်တာရပြီဆိုတော့ကျုပ်နဲ့ဥပဒါတောက်ရိုးဘော်ကနေပြန်ဆင်းလာခဲ့ကြတယ်မနေ့မိုးလင်းတော့အဖေတို့လည်းပြန်ရောက်နေပြီပေတိုးရွာကဆေးစရာကြီးဥဖိုးခွေလည်းရောက်နေပြီဗျအမေကတော့ပြန်မကောင်းသေးဘူးပေါ့ဗျာကျုပ်လည်းဘာရမလဲလက်ထဲမှာကင်ထားတဲ့စေကမြင့်မြစ်ကိုဥဖိုးခွေကိုပေးလိုက်တယ်ဗျဒါဘာမြစ်လဲကွာစေကမြင့်သူရောင်မြစ်ပါဆရာကြီးဒါနဲ့အမေယောဂကိုကုသပေးပါဥဖိုးခွေတောင်အံ့ဩသွားတယ်ဟာစေကမြင့်သူရောင်ဆိုတာတိတ်ရှားတာကွာမင်းဘယ်ကနေရလာခဲ့တာလဲပြောမနေပါတော့နဲ့ဆရာကြီးရဲ့ဒါနဲ့စေကမြင့်အကျော်ယောဂကိုကုသလို့ရတယ်မဟုတ်လားရတာပေါ့ကွာစေကမြင့်တမိုက်လူတတိုက်တယ်ကွာစေကမြင့်မစစ်ရင်မင်းအမေကတော့မဟုတ်ဘူးအခြားလူနာတွေကိုလည်းကုသပေးနိုင်တယ်ကွာဒီလိုလို့ကွာမင်းအမေယောဂပျောက်ကင်းသွားတဲ့အထိငါအစွမ်းကုန်ကုသပေးမယ်စီဘိုဝါကလည်းတပြားမှပေးစရာမလိုဘူးဒီစမြင့်ပူတာလေးကူသာငါ့ကိုပေးပါကွာဟုတ်ပြီလားဒီလိုနဲ့အားလုံးအဆင်ပြေသွားတယ်ဆိုပါတော့ဗျာဥဖိုးကွေးကူပေးလိုက်တာတပတ်လောက်ကြာတော့အမေကအကောင်းပကယ်ကြီးပြန်ဖြစ်သွားပြီဗျနောက်နေ့ကျတော့ဥပဒါကြီးနဲ့ရွာပြင်မှာသွားတွေ့တယ်ဥပဒါပုံကြည့်ရတာထိထိပြပြဖြစ်နေတယ်နေအောင်လက်ကောင်ငါမင်းကိုအရေးကြီးတာမေးစရာရှိတယ်ဗျာမေးလေဗျာငါနဲ့သူ့ရအောင်အဖြစ်ဖန်ဆင်းလိုက်တော့ကမင်းငါ့ကိုကြည့်ပြီးတဏှာရာကားစိတ်တွေများဖြစ်ပေါ်ခဲ့ဘူးသလားလို့ပါဒါကတော့ဗျာဥ
ဥပဒံမမှာကျုပ်ကမသိတာဒီတော့လာတဲ့မင်းကလေးကိုတွေးတော့စိတ်ထဲဖြစ်မိတာပေါ့ဗျာဥပဒံနှစ်ဖူးကိုလက်ဝါးနဲ့ရိုက်ပြီးတေးပါပြီကွာတေးလိုက်ပါတော့ဘာဖြစ်လို့လဲဥပဒံရဲ့အဲ့ဒီအစီရင်လှုပ်ထားတော့တနရာ90ဖြစ်မိရင်အဲ့ဒီလူနဲ့ညားတတ်တယ်ကွာမင်းကငါ့ကိုမဟုတ်တော့စိတ်နဲ့ဖြစ်တော့ငါနဲ့ညားမှာကွာငါ့ကိုယူရမှာဗျာအဲ့ဒီလိုကြီးလားဥပဒံတကယ်ပြောနေကြလားဗျာငါကမင်းကိုဘယ်တော့မှမဟုတ်တာပြောဘူးလို့လဲကွာအခုတော့မှငါစိတ်ထဲမင်းကိုပဲအချိန်ရှိသေးတယ်တတိယနေတာပြောစမ်းမင်းကိုတော့ဖနှန်းချင်းစီပေါက်နေပြီလာစမ်းအလက်ကောင်ရာဥပဒါကကျုပ်ကိုပြည့်ဖက်တယ်ဗျကျုပ်ဖြင့်အတင်းရုံးကန်ပြီးဥပဒါမလုပ်ကောင်းဘူးနော်ကျုပ်တို့ယောက်ျားကြီးတွေဗျာအိုးကွာညကတော်တွေတောင်မှယောက်ျားချင်းယူချသေးတာပဲမင်းကကိုတာဝန်ယူရမယ်လက်ကောင်အောင်မလေးဥပဒါကြီးနေတော့မညာပြရစေနဲ့ဗျာကျုပ်တင်းရုံးကန်ပြီးထွက်ပြေးရတော့တယ်ဥပဒါကကျုပ်ကိုအနောက်ကနေလိုက်ဖမ်းတာပေါ့ဗျာကျုပ်ဖြင့်ဥပဒါနဲ့တွေ့မှကြောက်လို့ပုံအောင်နေရတယ်ဗျနောက်မှဥပဒါကအဲ့ဒါတကယ်ပြောတာမဟုတ်ပဲတမင်စားနှောက်နေတာတဲ့ဗျာဥပဒါကတော်တော်ဆိုးတာပဲကျုပ်ဖြင့်ကြက်သီးတွေတောင်ထားနေမိရဲ့ဗျာ